နာမည်လေးပေးမယ်ဆိုရင်ပြန်သာပြန်ပါရွှေဟင်းသာတဲ့ဗာတရားတဲ့လေရွှေဟင်းသာတွေပြန်ကြတော့မယ်အေးဒါကြောင့်မို့လို့သောနကဇတ်တော်လို့ခေါ်ဆိုအပ်တဲ့ပြန်သာပြန်ပါရွှေဟင်းသာလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသည်မိတရားမနာကြားသည်မိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုံတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးစွာလက်ဥချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဥချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရင်ကဓမ္မသနပလင်ဒါနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားခြေကျူကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်ဥရေတိဒါနီလောကိညုစန္ဒီမာဓမ္မတိရကိုဘာဝတေတိဣမေဇန္တုဓမ္မရံတိဓာတုစုဒါနီဘုရားတိဟူသောယရဏစံယုံကြောင့်လရပံငုံတို့ဖြာဖြာစံဆုံးတည်၍စွမ်းကုန်ပွင့်ရမည်ယခုခါကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလာယောင်တွေလာယောင်တို့ထက်ဂရေဂရမကဝင်းကြည်ပ၍အလင်းတိတလဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားဒီဟူသောအယောင်ဝါလည်းရှိတော်မူပါပေထသောလောကီညုလူအကြောင်းတွေနအကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိသည်မြမိမိရရအခက်မဲ့ထင်းမြရှင်ပဲတဲ့မြလက်တင်ထားတကဲ့သို့ပိုင်ကြဝေပံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံတိမြင်တော်မူပါပေထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလုံးခဏမပေါ်လာလည်းရင်တမြောကမန်းနေလျင်သည်စံငွေပွင့်ပုံတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုဖြန့်ခွင်း၍အလင်းတတကြီးကြီးနှင့်ဖိုလ်ဥရီတောင်းထိပ်စီမှာမြရောင်ကြီးတဖိတ်ဖိတ်နှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမှာလေးကျွန်းကိုလဲရ၍လေးရကိုမြန်တော်မူတိရကူမြန်နှန်းနှင့်လာဇံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖရာတော်အတွင်းမှုအပြင်းမှုအစဉ်မှုကမှုကကြသဖြင့်အဗုဒ္ဓရှိသူတွေကိုဗုဒ္ဓတွေချုပ်ငြိမ်အောင်ယုတ်သိအေးမြစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအညီတဆော၍မြတ်သဘောဝါဒနာခိုင်ညာသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသံတုရှေးဘဝဇယာဤတို့ကြောင့်အေးများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါအနန္တမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဒီဘုံတော်ကြောင့်ခံတရားတော်ဒီဟုသောမြရောင်ကြီးပန်းတို့ဖြင့်ဘာဝတေတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နန်းအမတမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေဇံတကြီးကြီးတလီလီပပဝင်း၍ထွန်းလင်းတော်မူလဲပါကဘာမောင်မတိညရောင်ညီညွန်ဘုတို့ဖြင့်အထူးကျက်တရေမဆုံးနိုင်သည့်ရွှေဘုံခိုင်ကိုယ်တော်မြတ်ကြီးဖရာဆိုလိုက်ပါဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေသို့လင်းပါစေဘဂုမြို့မှာသာသနာရောက်ဝါနေသို့လင်းပါစေချမ်းမြေ့ကြောင်းမှာသာသနာ
ရောင်ဝါနေသို့လင်းပါစေဒုသာရဏဒုတေယဒုမာတာဝန်ရှိပါစေသာသနာအတွက်ဒုဆောင်ရွယ်ချမ်းမြေ့ညီညာရှိပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရာဆန္ဒပြည့်ပါစေမရှိဆိုညာထိုစကားမကြားရသည်ဖြစ်ပါစေအလူရေစေနေတိုင်းဆက်လက်နဲ့မကွာရှိပါစေနှလုံးစိတ်ဝမ်းရွှင်ငါလန်းမနှွမ်းထာဝရရှိပါစေအလုတ်ကိုစီဘေးမဲ့သည်ကြံစီထမြောက်ကြပါစေသဗ္ဗိတိယောဝိဝဇန္တုသောကောရောဂောဝိနာတတုမာတေဝန္တွန်တရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတိယောလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှပေါင်းတို့သည်ဝိဝေသန္တုရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းယောဂောသကအနာယောဂသည်၎င်းဝိနာတတုပျောက်ပြက်ပါစေအန္တရာယအန္တရေပေါင်းတို့သည်မဟာဘဝတုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတောကိုယ်စိတ်နှဖျားကြမ်းမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကသက်ရတန်းကိုကြော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီကနေ့စခန်းသိမ်းအောင်ပွဲရေစက်ချဓမ္မသဘင်တရားဘက်ကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွဲ့ပါတယ်ဟောမဲ့ဇတ်တော်ကသောနကဇတ်တော်တဲ့ဘာဇတ်တော်တဲ့လေတစ်ရွယ်လေးတစ်ရွယ်မြေပေါ်ကတစ်ပင်ပေါ်ကနေမြေပေါ်ကိုကျလာတာနဲ့တူတော်ကောင်းကြီးများကြတော့လေလေပါရမီဓာတ်ခံရှိတော့တခါတည်းတန်ဝေကရပြီးတော့ပိစေကဗုဒ္ဓဖြစ်သွားတာသောနကပိစေကဗုဒ္ဓအကြောင်းကိုပြောမလို့အဲ့ဒါလေးမပြောခင်မှာဘုန်းကြီးတို့ရှေ့ပိုင်းမှာပေးထားတဲ့တရားကောင်းစဉ်ကပါတယ်လေပြန်သာပြန်မှရွှေဟင်းသာတဲ့ဟင်းသာမင်းလေးကောင်းကိုဥပမာထားလို့ပါယေနဘောရဏတန္တာနိခမပိရတတရာတသမနိခမနေတော်မိသူဒိဋ္ဌာဒိနဝကရေဘောရဏရှေ့အထက်တဲ့အဆက်ဆက်ကဖြစ်ပြထင်ရှားကြကြကုန်သောတန္တာပါရမီနှင့်စာဂီတင်း၍အရင်အမှာကလျာဏဂိုင်းဝင်သူတော်စင်တို့သည်ပါယေနတွေ့ကြဆုံကြဘုံဘဝဝဲကြုံရလေညာများသောအဖြစ်တရာဖြစ်ရပန်းကတန္တရာဝဲခန္ဓာဖြစ်ပိုင်းဘဝတိုင်း၌နိခမဘိရတံရွယ်ဟောင်းကြကျွေရွယ်သေးဝေသည်အောင်မြေရကုန်ရိပ်မြုံခင်တန်းကြောင်းသင်္ကန်း၌ရွှင်လန်းမွေလျောစံတော်မူကြလေကုန်မည်တသမရှေ့အခါတွင်သူတော်စင်တို့တော်ဝင်အောင်ခိုပြမဲဆိုဖြင့်အလိုပြေဝါဖြည့်တော်မူကြလေသောကြောင့်ဂရေစားရည်တောက်ရည်ဖွေရှာရည်နှင့်မင်းမေဆိုတာလွန်စွာများမြောင်လူတို့ပေါင်း၌သူဒိဋ္ဌာဒီနဝပစ္စည်းအရာရာဝဲမရှာမကောင်းရှာမကောင်းနှင့်မဆူဆောင်ခဲ့ဆူဆောင်ခဲ့သည့်တတ်တဲ့ဖြစ်ခြင်းအဖြစ်တွေကိုစစ်လေရိပ်မိတွေးတိုင်းသိသည်ဖြစ်၍နိခမနေတော်
အခွင့်အခါမသိမှလည်းချင့်စာရောရန်တော်ကိုမှန်သည်အမိစင်စစ်မကွာဖြစ်ရပါလို့ဤဖယားရှေ့ကနိက္ခမတ္တအမိရထားတဲ့ပုဂ္ဂိုလ်တွေဟာတောရောင်တောင်ကြောင်းကိုခိုအောင်ပြီးတော့ရှိတဲ့စီးပွားဥစ္စာတွေဆွန့်လွန်ပြီးတော့တောထွက်တော်မူကြတယ်တဲ့ဟောယောဂီတို့လည်းပဲဒီနေ့9ရက်တိုင်တိုင်းအိုးတွေအိမ်တွေစိန်တွေရွှေတွေကားတွေသားတွေသမီးတွေဇနီးခင်မောမယားတွေကိုပြစ်ထားခဲ့ပြီးတော့9ရက်တိုင်တိုင်းဒီမှာဘာလာလောက်ကြတာတော့ဆိုရင်နိက္ခမပါရမီတဲ့ဘာပါရမီတဲ့တောထွက်လာတာဘာလောက်လာတာလဲကာမဂုဏ်တော်ကြီးတဲ့ကထွက်လာတာဟုတ်တယ်မို့လားအခုယောဂီတို့အိမ်မှာပြန်ရောက်သွားရင်တဏှာခပန်းမှလိမ့်မယ်ဒီအမွေးနှံ့တာဆိုတာကာမဂုဏ်အာယုံဝတ္ထုတွေပဲအခုတော့မှ9ရက်တိုင်းတိုင်းတဏှာခမလိမ့်ရဘူးမလာကဏဝိလေပနသိက္ခာပုဒ်ပါသလားမပါဘူးလားအဲ့ဒီလိုပေါ့တချို့เจ้าတွေဆိုရင်10ပါးသီလတောင်ယူရတယ်ဘယ်နှပါးသီလလဲရွှေငွေဝတ်ခွင့်မပေးဘူးနောက်အရှင်သာနာဓိကတို့ရွှေပါရမီတော်ရတို့ဖွင့်တဲ့တထုံတရားစခန်းတွေမှာဆိုရင်ဝစီဘိတ်တောင်ကျင့်ရတယ်။ဘာကျင့်ရလဲ။နိက္ခမပါရမီစကားမပြောဘူး။စကားကများများပြောအမှားပါတာပဲ။တရားစကားကိုကြောက်တယ်တဲ့။ဝစီဘိတ်လုံးဝစကားမပြောယောဂီဆိုတာ။အဲ့ဒီလိုတွေအဲ့တော့ယောဂီတို့ဒီမှာ9ရက်တိုင်းတိုင်းလာပြီးတော့အိုးတွေအိမ်လေးပြစ်ပြီးတော့အိပ်ရပါတခါတည်းပြောင်းလာတာ။အဲ့ဒါဘုန်းကြီးတို့စာလို့ပြောရင်နိက္ခမပါရမီတဲ့တောထွက်လာတာဘာလို့လာတာလဲတောတဲကိုပြန်လာတာဟုတ်တယ်မဟုတ်လားတတိပဋ္ဌာန်ဝိယုံသီလဝိယုံကြီးခြုံပြီးတော့တောထဲမှာလာပြီးတော့တောကြောင်တောင်ကြောင်ခိုးအောင်ပြီးတော့သူတော်ကောင်းလှုပ်တယ်လာပြီးတော့အထုတ်ကြတာအခုတောထဲကနေပြီးတော့ပြန်တော့မယ်မဟုတ်လားဘယ်ချိန်ပြန်မလဲဆွမ်းစားပြီးပြန်တော့မယ်ကာမဂုဏ်တောထဲကိုပြန်ရတော့မယ်ရှေ့ကသူတော်ကောင်းကြီးတွေကြတော့တောထဲမှာပဲပြောတဲ့အဲ့တော့ဒီနေရာမှာဘုန်းကြီးတို့ပိယသားရေဘုရားရှင်ကိုရောမြတ်ကလောကထဲမှာငှက်တွေအများကြီးရှိတဲ့ထဲမှာဘုရားရှင်ကိုရောမြတ်ကဟင်းသာငှက်နဲ့ဥပမာပေးဘာနဲ့ဥပမာပေးလဲဟင်းသာငှက်၄ကောင်နဲ့ဥပမာပေးတယ်ရှင်သားတို့လောကထဲမှာငှက်တွေဘယ်လောက်များအဲ့ဒီထဲမှာကွယ်တဲ့ငါဟင်းသာငှက်ကလေးဥပမာပေးပြရစေတော့မင်းတို့ဒီတရားကိုနာသားမှာဆိုပြီးတော့ဟင်းသာငှက်၄မျိုးအဲ့တော့ပရမဥဆုံးငှက်ကလောင်အိမ်အတွင်းမှာကြော့ခွင်းတန်းလန်းနဲ့မုတ်ဆိုးကဖမ်းမိလာတာတော်တဲ့ကလောင်အိမ်အတွင်းမှာကြော့ခွင်းတန်းလန်းနဲ့ဟင်းသာငှက်ကလေးကိုဖမ်းပြီးတော့လောင်ကြိုက်ထဲမှာထည့်ထားတယ်ဒီနေရာမှာဟင်းသာပြောတာလိကာတို့ဘာတို့ညာတို့ကြက်တူရေးတို့အတူတူပဲဒါမြင်သားကြည့်ဖို့ကိုယ့်မျက်စီထဲမှာအိမ်မွေးတဲ့ငှက်ကလေးတွေနောင်ကြိုးတန်းလန်းနဲ့လောင်အိမ်ထဲမှာထည့်ပြီးတော့အဲ့ဒီလောင်အိမ်ထဲမှာစားဖို့လို့တောက်ဖို့လို့အချိန်ကြလာကြွေးတယ်တကားဖွင့်မပေးဘူးဒီမှာပဲကျင်ကြီးကျင်ငယ်စွန်းဒီမှာပဲအငြိကြီးစွန်းဒီမှာပဲရေတောက်လောင်အိမ်ထဲမှာငှက်ကလေးတွေလောင်လာတာမတွေ့ဘူးလားဘယ်မှလည်းပြန်လို့မရဘူးအတောင်ညောင်းလိုက်တာမပြောနဲ့ပြန်ကျင်တာပေါ့သူ့တဘာဝပြန်လို့မရဘူးလောက်အိမ်ကြီးထဲမှာနောက်ရိုးတွေတန်းလန်းတဲ့စချီတဲ့ကိုကလောက်အိမ်ကြီးထဲမှာနေပြီးတော့အဲ့ဒီလောက်အိမ်ထဲမှာပဲနောင်ရိုးတန်းလန်းတဲ့သေပွဲဝင်သွားရတဲ့ငှက်ကလေးတကောင်တဲ့နမတ်1ငှက်ကလေးမှတ်လိုက်ပါနောက်တခါနမတ်နေငှက်ကြတော့မုတ်ဆိုးကဖမ်းလာတယ်ကျိုးတန်းလန်းလေးနဲ့နောက်အိမ်ထဲမှာထည့်ထားချီထားတယ်စစဥဆုံးတော့မုတ်ဆိုးရဲ့လက်နဲ့မိပြီးတော့နောက်အိမ်ထဲမှာကျိုးတန်းလန်းနဲ့နေရတော့လည်းပဲကံအားလျော်စွာခလေးကဆော့လို့ပဲဖြစ်သို့မဟုတ်သူ့ဟာသူတုံးဖွင့်လို့ပဲဖြစ်သူလွတ်ချိန်တန်းလို့ပဲဖြစ်တကားလေးပွင့်သွားတာဘယ်သူမှမရှိဘူးတဲ့အဲ့ဒီချိန်မှာအဲ့ဒါတကားနဲ့တိုးထွက်သွားတာလွတ်ထွက်သွားတယ်ပြန်သွားတယ်ငှက်လောက်အိမ်ထဲကနေပြီးတော့လွတ်သွားတာအစတုန်းကလောက်အိမ်ထဲမှာနောင်ကြိုးတန်းလန်းတဲ့နောက်ကြတော့လွတ်ထွက်သွားပြီးတော့တောထဲမှာပဲသွားပြီးတော့ကျင်လီကျဆားပြီးတော့သေသွားတဲ့ငှက်ကလေးကတကောင်တဲ့ဘယ်နှကောင်ရှိသွားပြီလဲ
တတ္တိယငကလေးကြတော့တတ္တိယဟင်းသာငကလေးကြတော့မြေတတ္တိစောစောတို့ကတော့တော်တဲ့တောင်ထဲမှာဘယ်သူမှလည်းမရှိလွတ်လပ်လိုက်တာမပြောနဲ့တော်တဲ့တောင်ထဲမှာနေရတာချမ်းသာလိုက်တာတော်တော်လေးအရွယ်ရောက်နေပြီတော်တဲ့တောင်ထဲမှာသူငယ်ငယ်လေးတွေကတော်ထဲမှာကြီးပြင်းလာတာအမတန်လှင်တော့မုတ်ဆိုးရဲ့ဖန်စီခြင်းလည်းမခံရဘူးတဲ့အိုလာတဲ့အခါကျတော့မပြန်နိုင်တော့ဘူးဟိုဒီအစာလဲသိရှာပြီးတော့မစားနိုင်တဲ့အခါကျတော့မှမုတ်ဆိုးလက်ထဲမိသွားတာအဲ့ဒီကြတော့ဟာမုတ်ဆိုးကဟာငှက်မိတယ်ဖမ်းဟေ့ဆိုတော့ဖမ်းပြီးတော့အိမ်ခေါ်သွားပြီးတော့လောင်ကြိုက်ထဲမှာနှောင်ညိုးတန်းလန်းနဲ့လောင်ထားပြီးတော့အဲ့ဒီလောင်ကြိုက်ထဲမှာပဲမုတ်ဆိုးရဲ့လောင်ကြိုက်ထဲမှာပဲသေသွားတဲ့ငှက်ကလေးကတကောင်ဘယ်နှကောင်ရှိသွားပြီအေးဘယတန်တရေနောက်ဆုံးငှက်ကတော့စတဲ့ကဘယ်သူကိုမှဖမ်းမခံရပဲနဲ့ဗာညှို့ကွင်းတွေဗာကြိုးတွေမှမမီပဲနဲ့လွတ်လွတ်လပ်လပ်ပြန်တန်လဲသွားလာပြီးတော့အဲ့ဒီတောထဲမှာပဲသူဟာသူဘဝဏီကုံချုပ်သွားတဲ့ငှက်ကလေးကတကောင်နဲ့ငှက်ဘယ်နှကောင်လဲဒီငှက်လေးကောင်ကိုဥပမာထားလို့ဘုရားရှင်ကိုရောမြတ်ဟောတော်မူတဲ့ဒေသနာတော်ကိုင်းလိုက်ဆိုကြည်သားမှာလောင်ကြိုက်အတွင်နောင်ညို့တင်လွတ်ကင်းမပါတကောင်ပါလောင်ကြိုက်အတွင်နောင်ညို့တင်လွတ်ကင်းမပါတကောင်ပါစချီတဲ့ကမုတ်ဆိုးလက်နဲ့မိသွားတာသေတဲ့ထိလောင်ကြိုက်ထဲမှာပဲသေသွားတယ်ကြိုးတန်းလန်းနဲ့တကောင်နမနဲ့အကောင်ဆိုမယ်အလောင်းခံရနေရာမှာလွတ်ရတကောင်ပါအလောင်းခံရနေရာမှာလွတ်ရတကောင်ပါဒုတိယတကောင်ကတော့ကံအားလျော်စွာမုတ်ဆိုးလက်ထဲကနေပြီးတော့ပြန်လွတ်ထွက်သွားတဲ့ငှက်ကလေးတကောင်ကိုင်းဆိုပရိသတ်ရေလွတ်ပြီးကမှအနှောင်ခံရဝင်ရတကောင်ပါလွတ်ပြီးကမှအနှောင်ခံရဝင်ရတကောင်ပါအေးနံပါတ်3ငှက်ကလေးကတော့ငကိုတဲ့ကလွတ်နေတာပဲနောက်ဆုံးဘဝနေဝိညာဉ်ရောက်တော့မှပရမအရွယ်ဒုတိယအရွယ်မှာတောတဲ့တောင်းထဲမှာကျင်ဒီကျက်စားပြီးတော့နေနေတာဟန်ကိုကြလို့နောက်ဆုံးတတိယအရွယ်ရောက်တော့ဘဝနေဝိညာဉ်ရောက်ခဏီမှာမပြန်နိုင်တော့လို့မသွားနိုင်တော့လို့မုတ်ဆိုးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ငကလေးကတကောင်နမလေးအကောင်ဆိုမယ်လောင်အိမ်နောင်ကျိုးအမျိုးမျိုးမတိုးပြန်လာတကောင်ပါလောင်အိမ်နောင်ကျိုးအမျိုးမျိုးမတိုးပြန်လာတကောင်ပါနမလေးငှက်ကြတော့ဘယ်ကိုမှလည်းအဖမ်းမခံရဘူးဘာကြိုးနဲ့မှလည်းအချိန်မခံရဘူးဘာညွတ်ခွင်းမှလည်းမမီပဲနဲ့တောတဲ့တောင်ထဲမှာဘဝကိုဏီကုံချုပ်သွားတယ်ငဲတဲ့အဲ့ဒီဟင်းသားငှက်ကလေး၄ကောင်လို့ဥပမာထားလို့လောကလူသားတွေလည်းဒီအတိုင်းပဲချစ်သားတို့လူဝကြောင့်တရားဓမ္မတွေကအိယာတီထောင်လူပေါင်းဆိုတဲ့ကရာဝါဒတမ္မာနနဲ့ကိစ္စများမြောင်လှောင်အိမ်ကြီးထဲမှာနေကြရတာလူလောကလူအမှုမရှိဘူးလားပိဿလူတစ်ခုပူမှုရတဲ့ဆယ်ကလေးကြားဘူးတယ်မဟုတ်လားအမျိုးမျိုးကိစ္စဝိစာတွေသားရည်သမီးရည်စီဝါရည်အိမ်တော်ရည်နိုင်ငံရည်လူမှုရည်ဟာရှုပ်ရက်ကိုခတ်နေတာသဘုတ်ဦးနဲ့စာလေးသားအဲ့ဒီလိုသားရည်သမီးရည်စီဝါရည်အိယာတီထောင်ကရဝါဒသမ္မနာနဲ့ကိစ္စများမြောင်လှောင်အိမ်ကြီးတွင်မှနေထိုင်ပြီးတော့ပစ္စည်းတန်ရောစဉ်သာတန်ရောစဉ်သမီးတန်ရောစဉ်အဲ့ဒါညှို့ကွင်းတန်းလန်းနဲ့နေတာဟောကြိုးချီထားတာဘာလို့ထားတာလဲယောဂီတို့အခုလွတ်လာတာဘာဖြစ်လားလဲကရဝါဒသမ္မနာနဲ့ကိစ္စများမြောင်လူတို့ဘောင်းကထွက်လာတာသာတန်ရောစဉ်သမီးတန်ရောစဉ်အိမ်တန်ရောစဉ်ဆွေတန်ရောစဉ်မျိုးတန်ရောစဉ်အကုန်လုံးတန်ရောစဉ်တွေဖြတ်ခဲ့တယ်မဟုတ်လားကြိုးတန်လန်းကြီးပါလာသေးလားအိမ်ကလူကြုံလာတော့ဟဲ့အိမ်မှာဘယ်လိုလုပ်နေလို့နေထိုင်စားရတော့ရအရှင်ပြေးတာမီးရောမှန်မှန်လာလဲရေစက်ကြီးလဲဖွင့်လာတော့ကြမော်တာလဲလောင်သွားအောင်မယ်နော်လေအဲ့ဒါကျွန်တော်တန်လန်းကြီးပဲတန်ရောစဉ်ကြိုးကြီးဘယ်နဲ့9ရက်ပဲငါနိခမပါရမီသူတော်ကောင်းဓာတ်ဖြည့်နေတာ
ဘာလို့ဒီအိမ်ကြောင့်မေးနေမလဲတွတ်သူဖြစ်ရှင်တာဖြစ်သေတောင်ထားပြစ်ခဲ့ရမယ်ဟာကြီးကိုအဲ့ဒါလူကြုံလာလက်လေးကုတ်ပြီးတော့မေးတယ်လာပေါင်းနေတာနဲ့တိုးနဲ့ဗာနဲ့ဗာဒီမေးတယ်လည်းမသိဘူးအိမ်ကြောင့်မကောင်းမအကျွေးလာစားရလားနင်သွားမတောင်းဘူးလားနင်တို့တန်ရောစဉ်ကျိုးတော့တဲ့မှာကျိုးတန်းလန်းကြီးနေဖြစ်နေတာဒါကြောင့်မို့လို့တန်ရောစဉ်သမီးတန်ရောစဉ်စိန်တန်ရောစဉ်ရွှေတန်ရောစဉ်မျိုးတန်ရောစဉ်ဆိုတာပရိသတ်ရဲ့အဲ့ဒါညှို့ကွင်းတန်းလန်းနဲ့နေတာဘာနဲ့နေတာတဲ့လဲစားကတောက်ကရှားပွေးကနဲ့နေတာလိုက်ကြတာအသက်ရွယ်လေးရလာတော့ဒီတန်ရောစဉ်နောက်ဖွဲတွေကကင်းလို့ရဖြစ်တဲ့တရားအလုပ်တွေကိုအာမထုတ်ဖြစ်ဖဲနဲ့လောင်အိမ်ကြီးနဲ့တူတဲ့ဒီကရဝါဒသမ္မာနာကိစ္စများမြောင်လူတို့ပေါင်းထဲမှာပဲသာသမီတန်ရောစဉ်ဆွေတန်ရောစဉ်ပစ္စည်းတန်ရောစဉ်ကြော့ကွင်းတန်းလန်းနဲ့သေသွားတဲ့လူတယောက်တဲ့ပထမဟင်သာနဲ့မတူဘူးလားဘယ်လို့မှမထွက်နိုင်တော့ဘူးတခါလေစချီတဲ့ကလောင်ကြီးတဲ့ကကြိုးတန်းလန်းနဲ့သေတဲ့ထီအောင်ကိုကြိုးတန်းလန်းနဲ့သေသွားတယ်ဒုတိယလူတယောက်ကတော့စောစောပိုင်းအရွယ်တုန်းမှာရှားတရားရှိတဲ့စီဝါတွေကိုရှားကျွေးတင်တာတွေကျွေးပေးတင်တာတွေထိုက်တဲ့သားတွေသမီးတွေကိုပေးခဲ့ပြီးတော့အချိန်တန်တော့ငါအိုပြီးတတ္တိယအရွယ်ကိုရောက်လာပြီးငါရိုးငါတဲ့နိုင်တော့ကျမ်းမာရေးကောင်းတော့ငါသူတော်ကောင်းလုပ်တွေအထုတ်တော့မှာပဲလို့အဲ့ဒါရှိတဲ့ပစ္စည်းတွေဆွန့်ခွာထားခဲ့ပြီးတော့တရားရိပ်သားတွေမှာတရားလုပ်တွေကိုအထုတ်ရင်းနဲ့သေသွားတဲ့လူကဒုတိယဟင်သာနှစ်ကောင်တဲ့လူနှစ်ယောက်ဘုရားရှင်ကိုတော်မြတ်ကနှိုင်းရှင်းနေမပေးဘူးလားဟောတတ္တိယလူတဲ့ဘုရားရှင်ကိုတော်မြတ်ကတတ္တိယလူကတော့အစပိုင်းတော့ကတော့တရားရိပ်သားတွေမှာတရားလုပ်တယ်တော်ပြီရှိတာတွေသွားရိပ်သားတွေမှာကြောင်းလေးဆောက်ပြီးတော့အေးဆေးဆေးနဲ့ငါတရားမှတ်မယ်ဆိုပြီးတော့သွားနေတာဟန်ကြပန်ကြနဲ့ဟုတ်တုတ်ပုတ်တုတ်နဲ့ကြည်လားတော်လေးကြာတော့မပြောတော့ဘူးသူရိပ်သားမှာမပြောဘဲနဲ့အိမ်ပြန်လာပြီးတော့အိမ်မှာဟိုမှာရိတ်သားကြောင်းတကားပိတ်ထားခဲ့ပြီးတော့အိမ်မှာပြန်ပြီးတော့စီဝါတွေရှားသားတွေသမီးတွေမြေးတွေမြစ်တွေနဲ့တန်ရောစဉ်ကြိုးတန်းလန်းတဲ့မူလနေရာဖြစ်တဲ့တရားရိတ်သားကိုပြန်မရောက်တော့ဘဲနဲ့အိမ်မှာတင်တန်ရောစဉ်ကြိုးတန်းလန်းနေတဲ့ကရဝါဒသမ္မာနနဲ့ကိစ္စများမြောင်လောင်ကြိုက်ကြီးအတွင်းမှာသေသွားရတဲ့ပုဂ္ဂိုလ်ကတရားတဲ့ဘယ်နှယောက်ရှိသွားပြီအေးစတုထတယောက်စတုထငှက်ကလေးကတော့ငယ်ငယ်တည်းကနှိတ်ခမ်းမှအစ္ဆာတယတ္တတရားပါလာတဲ့အတိုင်းသာသနာတော်ကိုဝင်ယဟန်ဝတ်တယ်ကိုရင်ဝတ်တယ်သီလရှင်ယောဂီသူတော်စင်ဘဝနဲ့အတ္တထဆုံးနှိတ်ခမ်းမှပါရမီတွေကျင့်သုံးပြီးတော့လွတ်လပ်နဲ့မင်းပေးဆိုတာဘာရေးအရာမှသူ့မှာမရှိပဲနဲ့အေးအေးချမ်းချမ်းနဲ့နေသွားတာပြီးတော့ဘဝကိုဏီကုံချုပ်သွားတဲ့ပုဂ္ဂိုလ်ကတရားတဲ့အေးဒါကြောင့်မို့လို့နိခမမိရတံရွယ်ဟောင်းကြကြွေရွယ်သေးဝေသည့်အောင်မြေရကုံရိပ်မြုံခင်နှန်းကြောင့်သင်္ကန်း၌ရွှင်လျားမွေလျောစံပြောတော်မူကြလေကုန်မည်တတ္တမရှိအခါတွင်သူတော်စင်တို့တော်ဝင်အောင်ခိုပြမစိုးဖြင့်အလိုပြေဝဖြည့်တော်မူကြလေသောကြောင့်ဂရေစားရည်တောက်ရည်ဖွေရှာရည်နှင့်မင်းပေးဆိုတာလွန်စွာများမြောင်လူတို့ပေါင်း၌သူဒိဋ္ဌာဒီနေဝပစ္စည်းဥစ္စာအရာရာဝဲမရှာမကောင်းရှာမကောင်းနဲ့မဆူဆောင်ခဲ့ဆူဆောင်ခဲ့သည့်တက်ဖြစ်ချေအပြစ်တွေကိုစစ်လေရိပ်မိတွေးတိုင်းတည်တည်ဖြစ်၍နိခမနေနောအခွင့်အခါမသိပါလေချင့်စာရော်ရန်တောကိုမှန်းသည်အမိစင်စစ်မကွာဖြစ်ရပါစေသာဖယားဆိုလိုက်ပါစီးပွားရှာရင်နောင်အိမ်တွင်နေရင်သေရှာသွားသူပါစီးပွားရှာရင်နောင်အိမ်တွင်နေရင်သေရှာသွားသူပါရသည့်စီးပွားပြစ်ခါထားတရားနောက်သာလိုက်သူပါရသည့်စီးပွား
ပြေခါထားတရားနောက်သာလိုက်သူပါဒုတိယလူကြတော့ပထမပိုင်းမှာစီးပွားတွေရှာတယ်ဒုတိယအရွယ်ကြတော့သားတွေသမီးတွေအကုန်လုံးပေးခဲ့ပြီးတဲ့အခါကျတော့ဘုရားမြတ်စွာသာသနာတော်အရေးကိုခိုးလို့အသက်ထက်ဆုံးတရားအားထုတ်သွားတဲ့ပုဂ္ဂိုလ်တဲ့ကဲနံပါတ်3ပုဂ္ဂိုလ်ဆိုမယ်ပရိသတ်ရေရှာသည့်တရားပြေခါထားအိမ်ကားပြန်လာနေသူပါရှာသည့်တရားပြေခါထားအိမ်ကားပြန်လာနေသူပါအစောပိုင်းကတော့ဟုတ်မလို့ဘာလို့နဲ့ရှိတာတွေထုတ်ခွဲရောင်းချပြီးတော့ရိတ်တာကြောင်းနေသွားဆောက်ပြီးတော့နေမယ်ပေါ့အသက်ထဲဆုံးဟိုရောက်တော့အစင်မပြေတာတို့တရားမှမဖြစ်တာတို့ကြမ်းမာရေးမကောင်းတာတို့နဲ့အိမ်ပြန်လာတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားကိုင်းနမလေးပုဂ္ဂိုလ်ဆိုလိုက်စမ်းမှာစီဝါမရှာတရားရှာတော်မှာခိုအောင်သူတော်ကောင်းစီဝါမရှာတရားရှာတော်မှာခိုအောင်သူတော်ကောင်းတချို့ကြတော့လေအဲ့ဒါငယ်တဲ့ကစီဝါမရှာပဲနဲ့တရားရှာပြီးတော့တောကြီးတောင်ကြီးခေါ်ပြီးတော့နှိတ်ခမ်းမှဓာတ်နဲ့တော်တဲ့တောင်ထဲမှာပဲဘဝဏီကုန်းချုပ်သွားတဲ့ရှေ့ရသူတော်စင်ကြီးတွေရှိတယ်လို့ဟင်းသာ၄မျိုးနဲ့လူ၄မျိုးပမာထားလို့ဘုရားရှင်ကိုရောမြတ်ဟောတော်မူတယ်အဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့လည်းပဲဒီနေ့ကရဝါသသမ္မာနနဲ့ကိစ္စများများလူတို့ပေါင်းကနေပြီးတော့တရားလုပ်တွေအထုံမဲ့လို့ဆိုပြီးတော့ချမ်းမြေရိပ်မြိုင်ကြောင်းကိုဟင်းသာမင်းလေးပြန်လာတာမဟုတ်လားဘယ်နှရက်နားခွင့်ရလဲ9ရက်နားခွင့်ရပြီးတော့အခုတော်တဲ့တောင်ထဲကနေပြီးတော့ဘယ်ကိုပြန်မယ်လောက်အိမ်နဲ့ပြန်တော့မယ်ဘယ်ကိုပြန်မလဲလောက်အိမ်နဲ့ပြန်တော့ဟိုရောက်တော့ကြိုးချီခံရအောင်မယ်ဟိုရောက်တော့ဘာချီခံရအောင်လဲသာတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်စိတ်တန်ရောစဉ်အိမ်တန်ရောစဉ်ကတန်ရောစဉ်တန်ရောစဉ်ကြိုးတွေအချီခံပြီးတော့ငါလောက်အိမ်နဲ့ပြန်ရောက်ရအောင်မှာပါလားပြန်တာပြန်ပါရွှေဟင်းသာရဲ့ဗါတဲ့လေအဲ့ဒါကြောင့်မို့လို့ကိုပဲလူမျိုးထဲမှာပါဝင်တယ်ဆိုတာကိုကိုအတိဆုံးငါပဲထဲမှာပါတယ်ဆိုတာကိုဒီတရားနာပြီးတော့နိုင်ချိန်ဝေဖန်ပြီးတော့မဖြစ်တော့ဘူးတစ်နှစ်ကိုအနည်းဆုံး2ကြိမ်တော့ပြန်မှဟုတ်လားပရိသတ်ရေသူတော်ကောင်းတရားတွေရှိတဲ့အရာကိုပြန်လာပြီးတော့ငါအထုံမှပြန်လာပြီးတော့အထုံမှကိုအားပေးထားရတယ်ဟုတ်တယ်မို့လားအပြီးတိုင်လည်းပဲနှောင်ကြီးတွေကမထွက်နိုင်သေးဘူးကိုဒီလိုမို့လားမထွက်နိုင်ရင်ဒီတစ်နှစ်2ကြိမ်လောက်တော့ပြန်ဖို့ကောင်းတယ်တော်တဲ့တောင်းထဲမှာသူတော်ကောင်းအလုပ်တွေအထုတ်ဖို့ကောင်းတယ်မကောင်းဘူးလားဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့တစ်ချိန်ကရှင်ဘုရင်ကြီးတစ်ပါးဟာကာမလောင်းကြိုင်နှောင်ရင်တွင်းမှာတန်ရောစဉ်ကြိုးတွေတန်းလန်းနဲ့ရုံးထွက်လို့မရတာကိုရုံးထွက်နိုင်ဖို့နီလန်းကောင်းတွေကိုဟောပြီးပြောပေးခဲ့တဲ့သောနကဇတ်တော်ဘာဇတ်တော်တဲ့လဲသောနကဇတ်တော်ကိုတင်ပြမယ်ဆိုရင်အတိတ်ဝေးသွားရှေ့ကဘာတော့ကမကရတိုင်းဘယင်ကြီးမှာသားတော်လေးတစ်ပါးဖွားမြင်တယ်တဲ့အဲ့ဒီသားတော်လေးကိုဖွားမြင်တဲ့အချိန်နဲ့တစ်ချိန်တည်းမှာပဲပရောဟိတ်ပုံတော်ကြီးရဲ့ပုံလေးမကြီးမှလည်းပဲသားလေးတစ်ယောက်ဖွားမြင်တယ်ဘယင်ရဲ့သားတော်လေးနာမည်ကအရိန္ဒမမင်းသားတဲ့ဗာမင်းသားတယ်လေသားတော်လေးနာမည်ကအရိန္ဒမမင်းသားပရောဟိတ်ပုံတော်ကြီးရဲ့သားတော်လေးကသောနကလို့ခေါ်တယ်အရိန္ဒမနဲ့သောနကအရိန္ဒမနဲ့သောနကတနေ့တည်းဖွာတစ်ခုတည်းတရက်တည်းတလတည်းတစ်ချိန်တည်းဖွာဘက်တော်တွေအဲ့ဒါကြောင့်မို့လို့သားတော်2ပါးမို့လို့ဘုရင်ကြီးကလည်းပဲအလွန်တရားကိုချစ်မြတ်နိုးပြီးတော့ပရောဟိတ်ရဲ့သားတော်သောနကကိုသူ့သားတော်လိုပဲမင်းသားတွေနေတဲ့အဆောင်ရောင်နဲ့ပုံနာမျိုးဖြစ်ပေမဲ့လို့မင်းမျိုးမင်းတွေလို့အဆောင်ရောင်နေနဲ့ဒီလိုထားချီမြောက်ထားအဲ့ဒါအရိန္ဒမနဲ့သောနကတို့သားတော်2ပါးလက်ပင်ဖက်ပြီးတော့အတူသွားအတူကစားနဲ့ကြည်ပင်လာတဲ့အခါမှာတက်ကသီလကိုပညာသင်ကြားဖို့လို့ဘယင်ကြီးနဲ့ပရောဟိတ်ပုံတော်ကြီးတို့ကတိုင်ပင်ပြီးတော့ကလေး2ယောက်ကိုကြောက်ပို့ကြ
ကျောင်းပို့ကြတဲ့ခါကျတော့ကြိုက်သားတော်တို့ပညာသင်သွားကြယောက်ျားဆိုတာအတတ်ပညာတတ်ရတယ်လို့ပေးလိုက်တော့သွားကြရောအဲ့ဒါမကရာတိုင်းကနေပြီးတော့ဗာရဏသီပြည်ကိုဖြတ်လို့တက္ကသိုလ်ကိုရောက်တယ်တက္ကသိုလ်မှာ3နှစ်တိုင်းတိုင်းပညာတွေသင်ကြားတတ်မြောက်လို့ပြီးတဲ့အခါကျတော့ကိုတိုင်းကိုပြည်ကိုပြန်လာရတယ်ပေါ့ဒါနဲ့တငယ်ချင်း2ယောက်အရိန္ဒမနဲ့သောနကတို့တငယ်ချင်း2ယောက်ပြန်လာပြီးတော့ဒေတန္တရဘဟုတုတတိုင်းပြည်အုပ်ချုပ်မင်းလုံးမဲ့ပုဂ္ဂိုလ်ကြီးဆိုတော့ဘုသူတကျွဲဝမှာအဲ့ဒီတော့ဖြည်းဖြည်းပဲတရွာဝင်တရွာထွက်တရွာဝင်တရွာထွက်နဲ့ဒေသန္တရဘဟုတုတတွေရှားဖွေပြီးတော့မင်းသားနှစ်ပါးလာလိုက်တာဗာရာဏသီမြို့ကိုရောက်လာတယ်ဘယ်မြို့ကိုရောက်လာလဲဗာရာဏသီမြို့ရောက်လာပြီးတော့ဗာရာဏသီမြို့မင်းဥယျာဉ်တွင်မှာစခန်းချပြီးတော့တန်ငယ်ချင်း2ယောက်နေကြတာမြို့တဲကိုဝင်ပြီးတော့ဟဲ့ဗာရာဏသီမြို့ကြီးတဲ့ကြီးတယ်ခမ်းနားလာ ਈ လားတို့မြို့တဲ့ကြီးတယ်ဟဲ့တို့ဒီမြို့ကြီးတဲ့လာလဲကြဆိုတန်ငယ်ချင်းရေဆိုပြီးတော့အရိန္ဒမနဲ့သောနကတို့တန်ငယ်ချင်း2ယောက်မြို့တဲဝင်ပြီးတော့ဒေသန္တရဘဟုတုတ္တတွေကိုရှာဖွေပြီးတော့လိုက်စားနေတော့မြို့ထဲမှာပုံနာအိမ်တအိမ်မှာဗျမနဝါစကလို့ခေါ်တဲ့ပုံနာတွေမန္တန်ရွတ်ပွဲကြီးတစ်ခုရှိတယ်အိမ်ရှိမှာမန္တန်ကြီးထိုးပြီးတော့ဒီကနေ့ခေပရိသနားလေအောင်ပြောရင်ဘုန်းကြီးတို့ဓမ္မစကြာတို့ပဋ္ဌာန်းတို့အိမ်တွေမှာရွတ်တယ်လို့အဲ့ဒီမှာပုံနာတွေကလည်းသူတို့မန္တန်တွေဂါထာတွေကိုရွတ်ဆိုတဲ့ပွဲကြီးအကြီးအကျယ်ကျင်းပနေတာအဲ့ဒါအရိန္ဒမနဲ့သောနကတို့အဲ့ဒီအိမ်ရှိရောက်သွားတော့ပုံနာကြီးကထွက်ဖိတ်တယ်သူတို့ကိုဟာကြည့်ရတာမင်းသားတွေထင်တယ်ကြွပါမန္တန်ရွတ်ပွဲကြီးကျုံလို့ဝင်ပြီးတော့ချီးမြှောက်စမ်းပါအောင်ဘယ်ကလာကြသလဲတက္ကသိုလ်ကမင်းကြီးမင်းသားတွေတက္ကသိုလ်မှာတိတာပေါမောက်ကဆရာကြီးထံမှာအတတ်ပညာတွေသင်ပြီးတော့ပြန်လာတဲ့ပေါ့ဟုတ်တယ်အဲ့ဒါဆိုရင်ကြုံလုံးလေးကျုပ်တို့မန္တန်ရွတ်ပွဲလေးဝင်ပြီးတော့ဂါထာတွေမန္တန်တွေရွတ်ပြီးတော့ပူဇော်ပေးသားမအောင်ဗျာလို့အိမ်ရှင်ပုံနာကြီးကထွက်ဖိတ်တော့အဲ့ဒါအရိန္ဒမနဲ့သောနကတို့2ယောက်အိမ်ထဲဝင်သွားတာအိမ်ထဲဝင်သွားတော့သူတို့2ယောက်ထိုင်ဖို့လို့အခင်းခင်းမေးတယ်တဲ့ဘုရားရင်အရိန္ဒမထိုင်ဖို့လို့အခင်းကတော့အလွန်ဖြူစင်းတဲ့အဝတ်ကိုခင်းမေးတယ်သောနကထိုင်ဖို့နေရာကိုတော့အနီရောင်အဝတ်ကိုခင်းမေးတယ်တယောက်နဲ့တယောက်အခင်းရောင်ချင်းတူသလားအရိန္ဒမကဘာအယောင်သောနကကဘာအယောင်အဲ့ဒါကိုမြင်လိုက်တာနဲ့သောနကမင်းသားကအတိတ်နမိတ်ကောက်လိုက်တယ်တဲ့ငါသူငယ်ချင်းအရိန္ဒမတော့ဒီနေ့မှပင်ရှင်မရင်ဖြစ်လိမ့်မယ်အတိတ်ကောက်ပြီးတော့ပြောတာတိတာဘောမောကဆရာကြီးထံကဒီဘေဒင်တို့နက္ခတ်တို့ဘာတို့ညာတို့အထာတတ18ရထဲမှာဓာတိကအကုန်ပါတယ်အင်္ဂဝိဇ္ဇာတို့နေလနက္ခတ်ကြည်တာတို့ဘာတို့အကုန်သင်မိလိုက်တာတက္ကသိုလ်တိုင်းပြည်ကနေပြီးတော့အဲ့ဒါသောနကကအတိတ်ကောက်လိုက်တယ်အရိန္ဒမကတော့မသိဘူးသူကဝင်ထိုင်လိုက်တာငါတငယ်ချင်းတော့ဒီနေ့မှပင်ရှင်မင်းဖြစ်လိမ့်မယ်ငါကတော့အနီခင်းကိုရတဲ့အတွက်ကြောင့်မလို့စစ်သူကြီးဖြစ်မယ်ဘာဖြစ်မယ်တဲ့လဲအဲ့ဒီလိုနမိတ်ဖန်ပြီးတော့မန္တန်ရွပွဲကြီးပြီးတော့သူတို့စခန်းချရာဖြစ်တဲ့ဗာရာဏသီပြည်ကမင်းဥယျာဉ်ကြီးတွင်ကိုတန်ငယ်ချင်း2ယောက်ပြန်လာတယ်ဥယျာဉ်နဲ့ရောက်တဲ့အခါကျတော့အရိန္ဒမမင်းသားကပင်မနာနဲ့ဥယျာဉ်ထဲကကြောက်ဖြာဝတက်ပြီးတော့အိတ်တယ်သောနကကတော့တက်မအိတ်ဘူးသူကမင်းရဲ့သားမင်းကမွေးတယ်မင်းရဲ့သားနဲ့တဒန်းနဲ့အိတ်လို့မဖြစ်ဘူးအဲ့တော့အနာကနေပြီးတော့ပဲငါစောက်ရှောက်မယ်ဆိုပြီးတော့သောနကဘေးကနေပြီးတော့စောက်ရှောက်ပြီးတော့နေတာအဲ့ဒီချိန်မှာပဲဘုရင်သားရေတိုက်ဆိုင်ဗာရာဏသီပြည်မှာဘုရင်ကြီးနတ်ရွာဆန်းသွားတာ9ရက်ရှိသွားပြီဖြစ်လို့ထိဝေနန်းမွေဇက်ခံမဲ့သူမရှိတာနဲ့မူကြီးမယသေနာပတိတွေတိုင်းမင်းညာပြီးတော့တမာရိဝနတ်တွေပူဇော်ပတာပြီးတော့ဖုတ်သွင်းရထားလွတ်လိုက်တာမင်းမြောက်တရား9ပါးတင်ပြီးတော့မင်းဥယျာဉ်တို့ရောက်သွားရောတခါတည်းအဲ့ဒီမှာသွားပြီးတော့ကြောက်ဖြာနာသွားဆိုင်တဲ့အခါကျတော့ဒုတိယတန်ဒီမျိုးစုံတိမှုတ်ပြီးတော့အဲ့ဒီမှာအရိန္ဒမအိတ်နေတာကိုနှိုးတယ်မင်းဖြစ်နိုင်တဲ့အင်္ဂါလက္ခဏာတွေပြည့်စုံတာမို့လို့အရိန္ဒမကိုပုံတော်များမူကြီးမယသေနာပတိတွေကမင်းမြောက်တရား5ပါးဆင်းပြီးတော့ပုတ်သွင်းရထားဝတင်ပြီးတော့ဗာရာဏသီမြို့တော်တဲ့ကိုခေါ်သွားတယ်ဒုရိယသန်နေကြားတဲ့ကယထာစိုက်တဲ့ကသောနကကခြုံမင်းကကွယ်ပြီးတော့ချောင်းကြည့်နေတာမထွက်ဘူးအပြင်ကိုခြုံမင်းကအသာကွယ်ပြီးတော့ချောင်းကြည့်နေတာသောနကရဲ့စိတ်ကဘလို့ဖြစ်နေတော့ဆိုရင်ငါနမိတ်ဖတ်တဲ့အတိုင်းငါသူငယ်ချင်းတော်ဖြင့်ရှင်မင်းဖြစ်တော်မယ်
သူရှင်မရင်ဖြစ်ရင်ငါကတော့စစ်သူကြီးဖြစ်မှသေချာသွားပြီတော်တယ်ကြရင်ငါ့ကိုသူခေါ်ပြီးတော့ယာတုခံတော်မယ်ငါပုတ်နေတာကောင်းတယ်သူရှင်မရင်ဖြစ်ရင်ငါစစ်သူကြီးနေရာကျိန်သေးပြီဒီတော့မင်းဆိုးရာသာဘိုင်းမှာနေပြီးတော့အိမ်ဟာဒီထောင်လှုပ်တယ်လှုပ်တိုက်ရိပ်ပြညာတွေလှုပ်ရတော့မယ်ဆိုရင်အခုတို့ဒီလေပါလာမှာပဲမပြောတဲ့နာဒီပြောရမယ်မဆိုးတဲ့နာဒီဆိုးရမယ်မတတ်တဲ့လူတွေတတ်ရမယ်တတ်တဲ့လူတွေလည်းတတ်ရှင်တတ်ရမယ်အခုတို့လှုပ်တယ်နဲ့ဒီမင်းစည်းစိမ်ဆိုတာတိတ်ပြီးတော့မကြိုက်ဘူးစစ်သူကြီးယာတုပုံဆိုးတယ်ဒီတော့ဟာငါအားထုတ်ခြင်းတဲ့တရားတွေကျင့်ကြံကြိုးကိုအားထုတ်လို့တဲ့တရားတွေလောက်ခွင့်ရမှာမဟုတ်တော့ဘူးစစ်သူကြီးမလုပ်တော့ဘဲနဲ့ရှောင်နေတာပဲကောင်းတယ်လို့နိခမတပါလာတဲ့သူတော်ကောင်းပြီးပြီအဲ့ဒါနိခမတဆိုတာမှတ်ထားအခုလိုမကြတရားစခန်းတွေဝင်ပြီးအိမ်ကနှောင်ကြိုးတွေဖြတ်ပြီးတော့9ရက်ဖြတ်နိုင်9ရက်10ရက်ဖြတ်နိုင်10ရက်45ရက်ဖြတ်နိုင်45ရက်တလဖြတ်နိုင်တလဝါတွင်တဝါတွင်လို့ဖြတ်နိုင်ရင်ဖြတ်နိခမတကိုရအောင်စုထားအခုနိခမတပါလာတော့ပြောတယ်သူစိတ်ထဲမှာနေလို့မဖြစ်တော့ဘူးမြန်မြန်လက်မှအဲ့ဒါသူအထုတ်ခြင်းနဲ့တရားအထုတ်ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ခြုံတဲ့ကနေထွက်လာပြီးတော့ဘေဒတရေအဲ့ဒီအရိဓမ္မမင်းသားထိုင်သွားတဲ့ကြောက်ဖြာကြီးပေါ်မှာသူတမလင်ခွေလေးထိုင်လိုက်တယ်အလုတ်ကလှုပ်ရှင်နော်အချိန်မရွေးရဘူးနေရာမရွေးရဘူးသူဒီကြောက်ဖြာကြီးပေါ်မှာသွားပြီးပုတ်တင်ရထားလဲထွက်သွားပြီးအရိဓမ္မလည်းပါသွားပြီးမူကြီးမယာသေနာပတိတွေလည်းသွားပြီးဒီဥယျာဉ်ကြီးတွင်မှာသူတယောက်တည်းခြုံလေးမှာကွယ်ပြီးတော့ချောင်းကြည့်နေတာသူ့ငယ်ချင်းပါသွားတော့ကြောက်ဖြာဝတ်တက်ပြီးတော့တမလင်ဝေထိုင်လိုက်ပြီးတော့သူ့ရဲ့မျက်စိရှိမှမြင်နေရတဲ့သစ်ပင်တွေကိုကြည့်လိုက်တဲ့အခါမှာသစ်ရွက်တွေကြွေကြတာကိုမြင်ရတယ်တဲ့ဘာတွေကြွေကြသစ်ရွက်တွေကြွေကြတာကိုမြင်ရပြီးတော့ဓမ္မတန်ဝေကတွေဖြစ်ပွားလာတယ်ဒီတရွက်တရားစောစောတုန်းကဖူးစပွင့်စားတော့ငါအလွန်ကိုနှုတ်နေပြီးတော့ချစ်စရာကောင်းတာပဲအဖူးအကင်းကနေပြီးတော့တဖြည်းဖြည်းနဲ့စိမ့်ဆိုညိုမောင်းလာတယ်အဲ့ဒီကနေတဆင်းတက်ပြီးတော့ရင့်ရောဝါဝင်းပြီးတော့တဖြုတ်ဖြုတ်နဲ့ကြွေကြပြီးတော့မြေခလာပါရောလားရှေ့မှာကြွေကြလာတဲ့တရွက်အဖြစ်နဲ့အပြက်ဘာနဲ့လဲအဖြစ်နဲ့ပြည့်ကိုညံထဲမှာမြင်လာပြီးတော့အဘိရတနိနီလာနိပန္တုနိပတိတာနိသာပတန္တောတရုပဏာနိနေသတင်ညာပနုတတိအဘိရတနိတခေကုလေဖူးပရင်ဖြင့်မျိုး80ပွဲနုနဲ့နီမြန်းခိုက်လည်းဖြစ်ကုန်ထသောနီလာစိတ်တဆိုညိုတမောင်းမောင်းခိုရောင်မြသွေးကပဆေးဖြင့်အလှရေးတကယ်သို့လိဖြစ်ကုန်ထသောပန္နုနီပရင်ပမအစဉ်ဖြာလျက်ဝေဝါဖြောတော့ခိုင်လည်းဖြစ်ကုန်ထသောတရုပန္နနီဒုက္ခပေါ်လာဖြစ်ပြသိရပေါင်းတို့ကိုပတ္တန်တော်ကမ္မထံခုစံအကူမှာမှန်ယူနေစဉ်တွေ့မြင်ရသည်ရှိသောနေဆာတင်ညာမကွဲမလီအမြဲတည်းဟုစွဲမိထင်ကစင်လာမမတင်ညာများကိုဘနုတတိတော်ငွေတောင်ငွေကြောင့်တလေးဖြင့်ရှောင်ဝေးပဲရှာနိုင်ရတော့အံတည်းငကိုတဲကမှနိခမဣဇာတရားဓာတ်ခံကပါလာတဲ့လူဆိုတော့ကြွေကြလာတဲ့တည့်ရွက်ကိုကြည်ပြီးတော့လောကလူသားတွေကလည်းဒီအတိုင်းမှပဲလားငယ်ငယ်တုန်းကတော့အသားရည်တွေကတော့ပြည့်လို့ဖြိုးလို့ငယ်ငယ်တုန်းကကိုလုံနေဘဝချောအလှပြောပြမကုန်အသက်ကြီးတော့မျက်ရှိတွေပုံအသက်ကြီးတော့ဘာတွေထွက်အသက်ကြီးတော့မျက်ရှိတွေဟိုတောက်ကမနဲ့တုပ်ယူရငယ်ငယ်တုန်းကတော့အသားရည်တွေကဆိုလို့ပြည့်လို့ဖြိုးလို့ဝါဆိုဝါကောင်းမှာမိုးရည်တွေပဖြန်းထားလို့တရွက်တရားလန်းဆန်းနေသလိုငယ်စဉ်ကမှလည်းလှပလန်းဆန်းပြီးတော့နေရတယ်ဟောပြာဆိုတဘို့တွေအခုပြာဆိုတဘို့တွေ
ရောက်လာတော့တည့်ရတဖြည်းဖြည်းနဲ့ဝင်းဝါဖြော့တော့လိန်ချောက်လာရတယ်လို့လူသားတွေကလည်းပဲတဖြည်းဖြည်းနဲ့ဇန်နေပြူသွားတယ်ကြောခါးတွေကိုင်းနာတွေထိုင်ပြီးတော့ရော်ရွဲဝါဘဝကိုရောက်လာပြီဘာဘဝတည်းလဲဆွမ်းကြောင်းရှိမှကြည်စမ်းဗတော့ရွက်လေးတွေကြွေကြနေတာဒီအချိန်ကကြည့်ပိဿဘယ်မှာကြည့်တစ်ရွက်ကလေးတွေပြတပြည့်စီတောက်လျှောက်လိုက်လဲနေရတာတခါလေရော်ရွဲဝါတပေါင်းတကူကဆုံရောက်လာတဲ့အခါကျတော့တစ်ရွက်တွေနေပူရှိန်တံကိုမခံနိုင်တော့ပဲနဲ့အညာကနေပြီးတော့ဘလောက်ကြီးတဲ့တစ်ပင်ကြီးတွေတစ်ပဲကြီးတွေပင်ဖြစ်ပါစေအညာကနေပြီးတော့ကြွေကြပြီးတော့လာရတယ်လို့ပဲတဲ့လူသားတ attva တွေကလည်းဇရာလို့ခေါ်တဲ့ခါကိုင်နားထိုင်တဲ့ဓာန်တွေကိုခံရပြီးတော့အမျိုးမျိုးသောအနာယောဂတွေရဲ့ဖြစ်စည်းနှိမ့်ဆက်တံကိုလည်းခံရပြီးနောက်ဆုံးတော့တစ်ရွက်တွေကြွေကြသလိုသေဝဲဝင်ကြရမှာပါလားလို့တ attva တွေရဲ့ယုံနာဓမ္မသဘာဝတွေမမြဲဘုံတွေကိုတွေးပြီးတော့သူ့ရဲ့ခန္ဓာပေါ်မှာဉာဏ်တင်ပြီးတော့ကြည့်လိုက်တဲ့အခါမှာငါရဲ့ခန္ဓာ၅ပါးယုံနာနှစ်ပါးဟာလည်းဒီတိုင်းမှာပဲလားငယ်ငယ်တုန်းကတော့အသားရည်တွေကဝင်းဝါဆိုပြေလို့တပြေးပြေးနဲ့အိုမင်းရရော်ပြီးတော့ဘုံဘုံလဲလို့သေပွဲဝင်ရအောင်မလားလို့ခန္ဓာဉာဏ်ဆိုင်ပြီးတော့မြဲတယ်လို့ခေါ်တဲ့နေဆတင်ညာကိုပယ်ဖြောက်ပြီးတော့မမြဲတဲ့အနိစ္စတင်ညာတရားနဲ့တရားရှုနေတယ်တဲ့အေးအဲ့ဒါလေးဆိုကြည့်သားမှာဘေးသားရဲ့တနေ့ဝင်လျက်တနေ့ထွက်တရက်ကုန်ခန်းနွမ်းခဲ့ပြီတနေ့ဝင်လျက်တနေ့ထွက်တရက်ကုန်ခန်းနွမ်းခဲ့ပြီတလကုန်ခန်းတလဆန်းတလန်းကြော်မြန်ပန်းခဲ့ပြီတလကုန်ခန်းတလဆန်းတလန်းကြော်မြန်ပန်းခဲ့ပြီတနေ့ကုန်လျက်တနေ့ဆက်ဖြစ်ပြဲနဲ့သာပြောင်းခဲ့ပြီတနေ့ကုန်လျက်တနေ့ဆက်ဖြစ်ပြဲနဲ့သာပြောင်းခဲ့ပြီအဟောင်းပြောက်ပြဲအသေးဆက်တနေ့ထက်တနေ့ညောင်းခဲ့ပြီအဟောင်းပြောက်ပြဲအသေးဆက်တနေ့ထက်တနေ့ညောင်းခဲ့ပြီငယ်မူကုန်ခင်းအိုနာညင်းယိုယွင်းယောဂကြီးခဲ့ပြီငယ်မူကုန်ခင်းအိုနာညင်းယိုယွင်းယောဂကြီးခဲ့ပြီဧခန္ဓာဉာဏ်ဆိုင်ပြီးတော့မြဲတယ်လို့ခေါ်တဲ့နေဆာတင်ညာကိုပယ်ဖြောက်ပြီးတော့မမြဲတဲ့နေဆာတင်ညာတရားနဲ့ရှုနေလိုက်တာလက်ရှိယုံနာခန္ဓာရဲ့ဖြစ်ခြင်းပြခြင်းသဘောတရားတွေပေါ်မှာဉာဏ်ရောက်ပြီးတော့သောထိုသောနကအမျိုးကောင်သာသည်ပစ္စေကဗုဒ္ဓံပစ္စေကဗုဒ္ဓအဖြစ်သို့ပါပုန်ဤကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါပြီတကားအေးဓမ္မတန်ဝေးကတိတ်ပဲလေးကြွေကြတာကြည့်ပြီးတော့ခန္ဓာကိုတခါတည်းညံဆိုင်လိုက်တာရှုသူ့ဟာသူပြစ္ဆေကဗုဒ္ဓများဟာမှတ်ထားပိယတရေပြစ္ဆေကဗုဒ္ဓတို့တမန်တန်ဗုဒ္ဓဘုရားတို့ဆိုတာဘယ်သူကမှမဟောမပြောရပဲနဲ့သူတို့ဘာသာသူတို့ကိုယ်ပိုင်ဉာဏ်နဲ့တစုံတစ်ခုသောအာယုံကိုမြင်တစုံတစ်ခုသောအကြောင်းခံကိုစဉ်းစားဆင်ခြင်နေရကနေဝိပဿနာဉာဏ်ရှိန်နေတဲ့မိမိခန္ဓာတဲ့ကယုံနာပေါ်မှာဖြစ်ပြရှုနိုင်တဲ့ဉာဏ်အားတွေတက်လာပြီးတော့တရားတို့တရားမြတ်ကိုရကြရရောက်ကြရတယ်တဲ့အဲ့ဒါဘုရားတို့ရဲ့ဓမ္မရာအဲ့ဒီလိုဝိပဿနာမျိုးကိုစိန်တာမယတံပန္တိကဝိပဿနာလို့ဇာပေများဒီလိုခေါ်တယ်ဘုရားပြည့်တွေကဗုဒ္ဓတွေကလွဲလို့ကြံတဲ့တာဝကတွေကတော့တရားနာရမယ်နာရလားမနာရဘူးလားအေးသူတို့ကြတော့တရားနာတယ်မသူ့ဟာသူအထုတ်ခဲ့တဲ့အရှိန်ကဒါကြောင့်ပါရမီများကြိုးစားဖြည့်ထားကြရဲ့ကြိုးစားဖြည့်ထားကြရဲ့ကိုဘာအလောင်းမှကိုမသိရဘူးသိရသလား
မတော်လို့ပြည့်စေကဗုဒ္ဓအလောင်းဖြစ်မယ်ဆိုရင်တရားမထုတ်ထားခဲ့အချိန်မပါဘူးဆိုရင်မလာတော့ဘူးဒီဉာဏ်တွေကအခုဒီမှာအထုတ်ခဲ့တဲ့အချိန်ကကြောက်ဖြာပေါ်မှာတမလေးကိုထိုင်ပြီးတော့ဒီတိတ်ရွက်ကြွေကြတာလေးကိုရှို့နိုင်တာစိန်နာမယတမ္မန္တိကဝိပဿနာတဲ့ပါရမီပြည့်လာတဲ့ပုဂ္ဂိုလ်များကြတော့လည်းပဲသိမယ်အများကြွေသွားနေပုံဇာတိမကင်းခမင်းဝင်နေသိမယ်အများကြွေသွားပုံနေဇာတိမကင်းခမင်းဝင်နေသေခြင်းစောက်လို့ရွှေပြောင်းကနေရှင်သေးမင်းလက်တွင်ပါရချေနေချိန်ကိုကြောက်နှင်းပေါပုံနေဇာတိဆောင်းနေအိုမင်းရချေပြင်းစွာနာပြခွန်အားကုန်စေရှင်သေးမင်းလက်တွင်ပါရချေကိုယ်ထက်ကြီးမားသေသွားလေသည်ရွယ်သူတွေလည်းမနေသေးပြီငယ်သူတော်မှသေရလေပြီငါတို့လည်းမလွယ်သေးရမည်အဲ့ဒီလိုဒုက္ခနာတဲ့သူဉာဏ်ဆိုင်ပြီးတော့ဖြစ်ပြသဘောတရားနေသာဒုက္ခအနတ္တလက္ခဏာရင်သုံးပါးတင်ပြီးတော့ရှုလိုက်တာပဲတည်းရဲ့အဲ့ဒီနေရာမှာတင်ပစ္စေကဗုဒ္ဓဖြစ်သွားတယ်တဲ့ဘာဖြစ်သွားတယ်တဲ့ပစ္စေကဗုဒ္ဓဖြစ်သွားတယ်ပစ္စေကဘောဓိဉာဏ်ကိုရသွားတယ်ပစ္စေကဘောဓိဉာဏ်ကိုရပြီးတော့ပစ္စေကဗုဒ္ဓဖြစ်သွားတဲ့အခါကျတော့မှမင်းဥယျင်ကနေခွာလို့ပစ္စေကဗုဒ္ဓတွေသတင်း300ဖြစ်တဲ့တောတောင်တွင်းကိုကြွသွားတယ်အရိဏမမင်းလည်းပဲဗာရဏသီရောက်မင်းဖြစ်တိုင်းရင်ပြည်ရာတွေနဲ့အလုရှုပ်ပြီးတော့တကယ်ချင်းကိုမေ့နေလိုက်တာတဲ့နောက်တော့တတိယသွားတယ်ဟာငါကမန်းကနနဲ့လိုက်လာတာဒီမင်းကြီးတွေခေါ်လို့လိုက်လာတာမင်းမြောက်တာ5ပါးဆင်ပြီးတော့ငါထွက်လာတော့ငါတကယ်ချင်း2ယောက်သောနကကြံနေခဲ့တယ်ဒီကောင်ပဲများကြံနေခဲ့ပါလေဟဲ့မင်းကြီးများဖေရသွားစံဥယျာဉ်ထဲမှာသွားရှာတဲ့ဒီလိုအလုံးရွယ်ဒီလိုအရအမောင်းနဲ့ဒီလိုရှိတယ်သွားငါတကယ်ချင်းပါလာသေးတယ်သွားရှာတဲ့ငါတကယ်ချင်းမမဖေရဆိုပြီးတော့မင်းဝင်တင်းသွားရှာတော့မတွေ့ဘူးတွေ့ရင်ယာရူပေးမလို့တွေ့ရင်ဘာလို့မလို့လဲယာရူပေးမယ်တဲ့ဆိုတဲ့ရွယ်ရနဲ့သွားရှာတာမတွေ့ဘူးဟဲ့မင်းဥယျာဉ်မတွေ့မြို့ထဲရှာဟဲ့မြို့ထဲလည်းရှာမတွေ့ဘူးနေစုံပယ်ပြလိုက်ရှာတာမတွေ့ဘူးဘယ်တွေ့မလဲဟိုကတောချောင်းတောင်ချောင်းသွားပြီးတော့တောတဲ့တောင်နဲ့တောနဲ့ကြီးတယ်မှာသွားတဲ့သတင်းသုံးတာလူသူအရောက်အလွန်နေတဲ့ပြစ္ဆေကဗုဒ္ဓတွေသတင်းသုံးတဲ့နေရာမှာသွားနေတော့အရိဏမမင်းကတငယ်ချင်းကိုအယံတတိရတာပဲငါတငယ်ချင်းဘယ်များရောက်နေပါလေဘယ်များရောက်နေပါလိမ့်တငယ်ချင်းရဲ့မင်းဘယ်သွားနေလဲကွယ်နောက်တော့သူစဉ်းစားတယ်ဒီလိုရှာလို့တော့မဖြစ်ဘူးအဲ့ဒီတော့သပင်ဝင်ကိုခေါ်ပြီးတော့ဟဲ့သပင်တွေများခေါ်စမ်းတချင်းရေးစမ်းကွယ်တချင်းတပုတ်ရေးစမ်းအဲ့ဒီတချင်းရေးပြီးတော့ဒီတချင်းကိုသပင်တွေဆိုတော့ပွဲကတာမြို့တိုင်းနေတိုင်းရွာတိုင်းကိုရောက်တယ်အဲ့ဒီပွဲစဖွင့်ဝင်ခြင်းအပွင့်တချင်းဒီတချင်းဆိုသူ့တငယ်ချင်းကိုသူတတိရတယ်ဆိုတဲ့အကြောင်းကိုပရိသတ်ရင်အဲ့ဒီမှာသပင်တွေကိုတချင်းတပုတ်တီကုန်းခိုင်းပြီးတော့ကိုယ်တိုင်လည်းပဲညီလာခံမှာဆိုတယ်မင်းကြီးဆိုတော့တိုက်သူပြည်သားတွေလည်းလိုက်ဆိုတယ်တပင်တွေဆိုတော့လည်းပဲတိုက်သူပြည်သားတွေကလိုက်ဆိုတယ်ဒီသချင်းတန်လေးကြားရင်ဖြင့်ငါတငယ်ချင်းတော့နွားကြောင်သားတွေတော်တဲ့ထင်ဝေသွားတဲ့လူတွေဒီသချင်းတန်လေးကြားရင်ဆိုသွားလို့ကြားရင်ငါတငယ်ချင်းတော့ငါရှိကိုပြန်လာမှာပဲလို့ဆိုပြီးတော့အဲ့ဒီမှာသချင်းရေးခိုင်းတာဗာရေးခိုင်းတာတဲ့အဲ့ဒီတော့ဒီနေရာမှာသချင်းဆိုရလိမ့်မယ်ဘာလို့ရမလဲဘယ်လိုလဲဆိုရမှာလားအေးဆိုပါကတ္တသုတ်တဝတတံဓမ္မိတဟတံဒိဋ္ဌသောနကံကောမေသောနကမေခာဟိတဟတံပန္တုကိလိတံပန္တုကိလိတံမြုံမုံတွေကြားငငယ်တုန်းကကစားပေါ်ကစားပဲဖြစ်ပေထသောသောနကံသောနကအမိတွင်သောတဟာယံငါတငယ်ချင်းကိုတဟာယံငါတငယ်ချင်းကိုကတ္တဘေသူအားသုတ်တဝတဆင်းစကားဘယ်နာမှရှိပါတယ်လို့ကြားခဲ့သည်ဖြစ်၍တတံစုတော်ငွေတရားကိုဓမ္မီပေးရပါအနိဒိဋ္ဌတာထုံးမြင်ခဲ့ရတွေ့ခဲ့ရသည်ဖြစ်၍အာရောစင်တတ္တငါကိုကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ပြောနိုင်တဲ့ကတ္တအဘယ်သူဟာတဟတံ1000သောစုကိုဓမ္မီပေးရပါအနိဣတိဤသို့အဘာတိကောင်းစွာမဲ့သွေတိကျူးတော်မူလိုက်ပါပေသတည်း
ဆိုလိုက်ပါငယ်တငယ်ချင်းလဲပင်တွေ့ဖက်ပါခုံတွေကြကစားနေပဲပါသောနကလောကမြည်တွင်ရှာလူဘုံကခန့်ညာလွန်ထဲဝါမိတ်ဆွေချစ်ခုဖြစ်ပဲနေရှာပျောက်ခါသွားနှင့်များအတန်ကြာတဆင့်ပြောယူလောငွေတရားရှိရပြစုချ1000ပါအဲ့ဒါတချင်းပဲအဲ့ဒါတချင်းပဲဒီနေ့ခေတ်ကောင်းနေဆိုခိုင်းမို့ကောင်းနေတငယ်ချင်းလက်ပင်တွဲပဲပါဖုန်နေကြကစားနေပဲပါသောနကလောကမြင့်တွင်ရှာလူပုံငါခညာလွန်တဝါမိတ်ဆွေစေကိုဖြစ်ပဲနေရှာပြောက်ကသွားနေများအတန်းချတဆင်ပြောယူလောငွေမောလိုက်တာသူတို့ကိုစားအဲ့ဒါ expect ကားနဲ့သွားရင်အဲ့ဒီကားပေါ်မှာအဲ့ဒါပဲဖွင့်နေတာမမောဘူးလားမသိဘူးဘောင်းမီတို့ကြီးတွေဝစ်ပြီးတော့ဟာမိုက်ကြီးတွေကင်ပြီးတော့မလေးအသက်ကိုဘယ်နာရှူတယ်လဲမသိဘူးအဲ့ဒါလေးပြေးလိုက်ဖို့ကောင်းတယ်နော်သူတို့ကိုဘာတချင်းနေမှမသိဘူးတန်စင်လည်းမပါဘူးနောက်ကတီးလုံးလည်းမပါဘူးပြီးတော့ရက်လည်းမရဘူးဆိုနေတာလေသူ့အစားကြည့်ပြီးအောက်ကနေမောနေအသက်ရှူအောင်ကြက်တယ်အင်္ဂလိပ်ရှင်မပြရလေဒီကောင်နေဆိုလဲဆိုနိုင်တယ်လို့မနာဘူးပြည့်တာဘုန်းကြီးတော့ချီးကျူးတယ်တို့ဘုန်းကြီးတောင်မှမောရင်တတိချလိုက်ရတယ်တာတူလေးခေါ်တဲ့ချိန်လေးနားရတယ်သူတို့မနာဘူးဟာဟိုဘက်ခုံလိုက်ဒီဘက်ခုံလိုက်ဟိုဘက်ပေါင်းလိုက်ဒီဘက်ပေါင်းလိုက်တကယ်ချင်းလက်ပင်တွဲပါဘုံတွေကြာကစားနေပဲပါသောနကလောကမိတွင်ရှာဒီလိုကြီးဆိုမှသူတို့ဆိုမှပြောတာနော်ဆိုတယ်ပြောတာမဟုတ်ဘူးနော်ကိုင်းဒီတော့မလေးဘာဖြစ်လဲ17နာရီထိုးတော့လဲဘာဖြစ်လဲကိုင်းဖြစ်ပြီပေါ့မဟုတ်ဘူးလားစားနေပြီလားအေးစားနေလဲမှ4ဘက်က5ဘက်ကစားအာမနာနဲ့ကဲဒီတော့ဘိဟိတရေသူ့တချင်းလေးရလေတည်င်းပေးမယ်ဆိုငွေ100တဲ့တည်င်းပေးမယ်ဆိုဘယ်လောက်တဲ့လဲကိုယ်တိုင်လိုက်ပြနိုင်မယ်ဆို1000ဆုချမယ်တဲ့အဲ့ဒီတချင်းရေးกว่าဆိုတချင်းရေးပြီးတော့ဟာတခါတည်းခလေးတွေကအစဆိုတာတော်တယ်သွားဆိုထင်းခုတ်သွားဆိုရင်ဘယင်ကနေစပြီးတော့တခါတည်းတိုင်းသူပြည်သားတွေအကုန်လုံးဆိုတော့တနေ့တော့ဘုန်းကြီးတို့ဘယင်သားရင်ဘလောက်ကြာသွားတော့အဲ့ဒီတချင်းကအနှစ်40ကြာတယ်တဲ့အနှစ်ဘလောက်ကြာအနှစ်40လုံးတကယ်ချင်းကိုတရင်အစနာကိုရှားမရဘူးအဲ့ဒါနဲ့တနေ့တော့သောနကပြည့်စေကဗုဒ္ဓကငါတငယ်ချင်းတော့ကာမထောင်တွင်မှာညှုတ်ကွင်းနေတန်းလန်းနဲ့မိနေပြီနှစ်40ဆိုရင်တော့မင်းစီစိန်လည်းခံစားရတာတော်တော်လေးတော့အာရလောက်ပြီးတရားဟောကိုအချိန်တန်းပြီဆိုပြီးတော့ဂန္ဓမာရဏတောင်ကနေပြီးတော့ဘေဒရေမင်းဥယျင်တွင်ကိုပြန်ကြွလာတယ်ဘယ်ကိုပြန်ကြွလာမင်းဥယျင်တွင်ကိုပြန်ကြွလာပြီးတော့ကြောက်ဖြာပေါ်မှာသူပစ္စေကဗုဒ္ဓဖြစ်သွားတဲ့ကြောက်ဖြာပေါ်မှာတရင်သုံးပြီးတော့ထိုင်နေတာတော်တယ်ထင်းခွေသွားမလို့ဆိုပြီးတော့မင်းဥယျင်တွင်ကိုကလေးလေးတယောက်ကဓမ္မတော်လေးထမ်းပြီးတော့ထွက်လာအဲ့ဒီသချင်းလေးဆိုပြီးတော့ဝင်လာတာတငယ်ချင်းလည်းပင်တွဲပဲပါဖုန်နေကြကစားနေပဲပါသောနကလောကမြည်တွင်ရှာလူဘုံငါခံညာလွန်ထဲဝါမိတ်ဆွေချစ်ခိုးဖြစ်ပဲနေရှာပျောက်ခါသွားနေများအတန်ကြာတဆင့်ပြောယူလောငွေတရားရှိရပြရှုချ1000ပါလို့တခြင်းလေးဆိုပြီးတော့ဝင်လာတဲ့အခါကျတော့သောနကပြည့်စေကဗုဒ္ဓကဟဲ့တကားလေးဖရဒီနာလာတာမင်းဒီတခြင်းဘယ်လိုရတယ်လဲပြောရှင်ဖျားတပည့်တော်တို့ရှင်မင်းကြီးကအစတိုင်းပြည်လုံးသဘင်တွေကအကုန်လုံးဆိုတာတောရောမျိုးဟောဒီတခြင်းကလူတိုင်းရနေတာဒါကြောင့်တပည့်တော်ဒီတခြင်းဆိုပါတယ်ဖရအကျိုးကြောင့်မေးပြီးတော့မှဩအဲ့ဒါဆိုငါတငယ်ချင်းငါရှာခိုင်းနေတာနှစ်40ရှိပြီကဲဒီတော့မင်းကိုငါတခြင်းလေးတစ်ပုတ်ပြန်သင်ပေးလိုက်မယ်မင်းရှင်မင်းကြီးသွားပြောပြဆိုပြီးတော့မရှံသုတ်တဝတတံဒေဟိသာဟတံဒိဋ္ဌသောနကံအာဟန္တေသောနာကခိတံသာယံပန္တုကိလိတံဂါထာရဲ့အဓိပ္ပာယ်ကမြတ်သောမင်းကြီးမင်းကြီးရဲ့မြေမုတ်ကစားပဲသောနကကိုတွေ့ရင်ပေးမယ်ဆိုတဲ့ငွေ1000ကိုပေးပါကြားခဲ့ရင်100ပေးမယ်ဆိုတဲ့ငွေ100ကိုပေးပါ1100တောင်းဘယ်လောက်လဲပရိသတ်
သူကကြားခဲ့ရင်ဘယ်လောက်တဲ့လဲတရားတွေ့ခဲ့ရင်1000ဦးကြားလဲကြားခဲ့တယ်တွေ့လဲတွေ့ခဲ့တယ်ပတ်စံ1100တောင်းပါလို့ဆိုပြီးတော့လွတ်ပေးလိုက်တာဟာခလေးအိမ်ပြန်ပြေးရောပြေးတာကြီးအိမ်ပြန်ပြေးပြီးတော့အမေပြောတယ်မမေတာတာကိုအဝတ်စားအစ်တွေဝတ်ပေးဟဲ့နင်ထင်းသွားခုတ်ခိုင်းတာထင်းမခုတ်ခိုင်းနဲ့ဘာအယူထားတာလဲပြန်လာအဝတ်စားအစ်တောင်းမဟုတ်ဘူးတာတာဒီမှာဒီတချင်းရဲ့အဓိပ္ပာယ်ဖော်ပေးတယ်ဖုံမုံတစ်ပါးနဲ့တွေ့ကြတယ်ဟုတ်လားအေးအဲ့ဒါဆိုလှုပ်မြန်မြန်တို့1100 300လည်းမနေဘူးအမေလှုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါကလေးအဝိဇ္ဇာအစ်လေးပါလေးလဲပြီးတော့အမေနဲ့ကလေးလက်ဆွဲပြီးတော့နန်းတော်တွေကိုဝင်လာတာပရိသတ်ရဲ့အဲ့ဒီချိန်မှာအရိဏမမင်းကြီးကညီလာခံသမင်ဝင်နေတဲ့အချိန်ဟဲ့ကလေးငယ်နဲ့အဘွားအိုတယောက်ဘယ်နဲ့ဝင်လာတာဗာမင်းအကြောင်းထူတယ်လေမှန်ပါဗျာဒီကလေးကရှင်မင်းကြီးကိုပြောစရာရှိလို့တဲ့ဟဲ့ကလေးဘာပြောလဲတပည့်တော်ကျွန်တော်မျိုးဥယျာဉ်တော်တွင်မှာဖုံမုံတစ်ပါးနဲ့တွေ့တယ်ဖုံမုံတစ်ပါးကပြောလိုက်တယ်မင်းကြီးထံသွားပြီးတော့ငွေ1100တောင်းလို့ပြောလိုက်တယ်1100တောင်းဆိုရင်တရားကမြင်းလို့ပေးတာ1000ကအတန်ကြားလို့ပေးတာ1000ကမြင်းလို့ပေးတာတရားကကြားသတင်းပေးုံနဲ့တရားတကယ်လက်တွေပြနိုင်ရင်1000 1100ပေးသွားယူလို့လွတ်လိုက်ပြီဆိုတဲ့ကငါတငယ်ချင်းတော့ဧကံဖြစ်လိမ့်မယ်လို့ဆိုပြီးတော့ပရိသတ်ရင်ငွေ1100တုတ်ထုတ်ပြီးတော့လာလိုက်ခဲ့ဆိုပြီးတော့ကလေးပါခေါ်သွားမင်းခမင်းနာနဲ့ထွက်သွားတာမင်းခမင်းနာနဲ့ထွက်သွားပြီးတော့ဟိုမှာသွားပြီးတော့တွေ့တဲ့အခါကျတော့မှအရိဏမမင်းကြီးကဟာတခါတည်းပွေ့ဖက်ပြီးတော့တငယ်ချင်းရဲ့မင်းဘလို့ဖြစ်သွားတာလဲငါတငယ်ချင်းတို့မခေါ်နဲ့မင်းနဲ့ငါနဲ့မပြောနဲ့ငါပစ္စေကဗုဒ္ဓဖြစ်နေပြီအဲ့ဒီတော့မင်းစီစိန်ကြီးခံစားတာအခုအနှစ်40ရှိပြီနှစ်40ရှိပြီဆိုတော့မင်းဒီကာမနောက်အိမ်တွင်းကသာတန်ရောစဉ်မိဖုရားတန်ရောစဉ်ကြိုးတွေနဲ့မင်းဒီလိုပဲကရဝါသတမ္မာနနဲ့ကိစ္စများမြောင်လူတို့ဘောင်မှာမင်းဒီတိုင်းနေတော့မှလားရုံးမထွက်တော့ဘူးလားတငယ်ချင်းရဲ့ပစ္စေကဗုဒ္ဓကသောနကပစ္စေကဗုဒ္ဓကပြောတော့ခေငါယကုဏပန္ဒိတဝဝုံရှမနာမဟာဝနေဝါယသောတမစိန်နေတိအပ္ပပညောအစေတသောမဟာရဇမြတ်သောမင်းကြီးခေငါယခေငါမြကြည်၌မဟာနဝေအမတံစီလာတဲ့ရည်စည်းထဲမှာဘုံရှာမနံဘောလုံးနဲ့မျောလာတဲ့ကုဏပန်းစင်သေးကောင်းကြီးကိုဝါရသောကောင်းငင်ခကြီးကပြန်နှမ်းလာတဲ့ကြီးငယ်ကလေးတစ်ကောင်သည်အပ္ပပညောအသိပညာအလိမ္မာနဲသည်ဖြစ်၍အစေတသောရှေရေးနောက်ရေးကိုထောက်တွေးနိုင်တဲ့စိတ်ကူးမရှိသည်ဖြစ်၍သမစိတ်လေးတီးဤကဲ့သို့ကြံသည်စဉ်းစားကနေခဲ့ပါပြီတကားအရိဏမမင်းကြီးကကာမနှောင်နှင်းကမထွက်နိုင်ပါဘူးဆိုတဲ့အကြောင်းကိုရှောက်တော့ပြည့်စေကဗုဒ္ဓသောနကမထေသူရကဥပမာလေးဆောင်းပြီးတော့မင်းကြီးငါပြောပါရစေတော့ကင်္ဂါမြစ်ထဲမှာစင်သေးကောင်ကြီးနဲ့မျောလာတာဗာလဲပြေးသားရင်အဲ့ဒီစင်သေးကောင်ကြီးကိုတစ်ပင်မောကနားနေတဲ့ကြီးကန်းလေးကမြင်လိုက်တဲ့အခါကျတော့ယာနိစ္စဝတိတံလတံဘခောစာယံအနာဘခောတထရတိတထံတိဝတထေဝနေတဲ့တော်မနောဣဒံယာနငိမ့်နဲ့ရှင်းနေရတဲ့ဒီယင်ကြီးကိုလတ္တံငါရအပ်ခဲ့ပါလိမ့်ပြီဘယ်ကောဇာငါမှစားတရားတောက်เสียဆိုတဲ့အစာဟာရကလည်းပဲအနာဘကောငါစားလို့မကုံတောက်လို့မကုံပါတကားတထရတိတထံတိဝနေရောညပါဒီမှာပဲနေတော့မယ်တဲ့ရှင်းသေးကောင်ကြီးမျောလာတာတွေ့တော့ကြီးကန်းလေးဝမ်းသာလိုက်တာတယ်မပြောနဲ့တော့ဦးအတောင်ညောင်းစရာမလိုတော့ဘူးဒီစင်သေးကောင်ကြီးပေါ်မှာပဲစားမကုံတောက်မကုံဒီလောက်ကောင်ကြီးကြီးဟာဘယ်လို့သွားစားကုံတော့မှာလဲစားမကုံတောက်မကုံငါတော့ဟန်ကြတာပဲလို့ဆိုပြီးတော့စင်သေးကောင်ကြီးကိုငိမ့်နဲ့ယင်ကြီးသဘောထားပြီးတော့စီးပြီးတော့သွားကခါရဏဂတမန္တနိပိဝံဘာဂိရထောတကံတံပတ္တဝနေစေတရာနိနပလေထဝိဟင်္ဂမောစင်သေးကောင်းကြီးပေါ်မှာစီးပြီးတော့အစာစားလိုက်ကင်္ဂမီဆင်းတောက်လိုက်အစာစားလိုက်ကင်္ဂမီဆင်းတောက်လိုက်နဲ့အဲ့ဒီလိုတော်တော်လေးခရီးပေါက်လာတာတမ္ပတ္တဝနစေတရာနိနပလေထဝိဟင်္ဂမောဝနစေတရာနိကန်းတွေတောင်တွေတောတွေတစ်ပင်တွေကိုတမ္ပတ္တတော့ကောင်းစွာတွေ့မြင်နေရပါတော့လည်းပဲဝိဟင်္ဂမောကြီးမိုက်သည်
နတ်ပလေထာကံကိုပြန်၍မတက်ခဲ့ပါပေတကားတပင်နေမြင်နေတော့ကန်းနေမြင်နေလို့စင်သေးကောင်ကြီးကိုစွန့်ခွာပြီးတော့ပြန်ပြီးတော့လာရမှမလာဘဲနဲ့အဲ့ဒီစင်သေးကောင်ကြီးပေါ်မှာလိုက်သွားလိုက်တာစင်သေးကောင်ရဲ့အသားကိုမပြီးတော့လိုက်သွားလိုက်တာပင်လေတဲ့ရောက်လဲရောက်တော့ကံမမြင်လမ်းမမြင်နဲ့လိုက်နေလေတွေပုတ်လို့စင်သေးကောင်လဲမြုပ်တယ်ကြီးကန်းလေးလည်းပဲအရှိပြန်တော့လဲအတောင်ညောင်းအနောက်ပြန်တော့လဲအတောင်ညောင်းဘဲမှပြန်မရဘဲနဲ့နောက်ဆုံးတော့ကြီးကန်းလေးလည်းပဲအဲ့ဒီပင်လယ်ကြီးထဲမှာရေနစ်ပြီးတော့သေသွားရတဲ့ပမာလိုပဲမင်းကြီးကြီးနဲ့မိုက်ခေါင်စင်သေးကောင်းထက်တောင်ကိုမလန်းကန်တော်မတက်အပုတ်မဲ့ရစီးလျက်စားကသမုဒ္ဒရာရောက်ဆိုင်လိုင်းဝဲရရွယ်ရေနိုင်မွန်းနေငါးစားဖြစ်သောစင်စစ်မှတ်ဆောင်ဒီဥပမာလေးပေးလိုက်တာစင်စစ်မှတ်ဆောင်လူတို့ပေါင်းတွင်အိမ်တော်ဝတ်ထဲသေအောင်ဆွဲ၍အမြဲနေညသားမရနဲ့ခံစားကာမထိုလူမြကိုကာကပညာကြည်ပမဟုမဟာဝိတုမြတ်တန်ဗုဒ္ဓရွှေနှုတ်လက်ချွေဟောခဲ့ပေသည်ကြံ့ကြံ့တတိရှိကြပါစေကုန်တည်းစင်သေးကောင်ကြီးနဲ့မင်းစည်းစိမ်နဲ့ဥပမာပေးအရိဏမမင်းကြီးနဲ့ကြည်သာလေးဥပမာပေးပြီးတော့သောနကပြစ္ဆေကဗုဒ္ဓကဟောတော်မူလိုက်တဲ့အခါကျတော့အရိဓမမင်းကြီးတန်ဝေကဉာဏ်တွေရသွားတယ်တဲ့။ဘာဉာဏ်တွေရသွားတယ်။တန်ဝေကဉာဏ်တွေရသွားပြီးတော့ဣဇေဝပပ္ပစိတ်တာမိကောဇင်ညာမရဏသူဝေမဟာကာကောဝဒုံမေရောကာမနာဝတ္တမနောကံဣဇေဝနတ်ပြန်တဲ့ပဲရက်မရှိပဲယနေ့သာလည်းပပ္ပစိတ်တာမိအိယာတီထောင်လူပေါင်းခွာမြန်းပြီးတော့ကြောင်းသင်္ကန်းစီတို့သွားပြီးတော့အောင်ကောဘယ်သူနေဣဇေဝမရဏံယနေ့စုတည်ပြည့်ကျွေးတရားမိကို၎င်းသူဝေဝမရဏမနဲ့ပြန်ကတပည့်တရားမိကို၎င်းဇင်ညာကောင်းစွာပိုင်ပိုင်သိနိုင်ပါအနိအဟံငါတိကာကောဝဆင်သေးကိုစီးလိုက်သည်ကြီးမိုက်ကြီးခဲ့သောဒုံမေတော်အသိပညာအလိမ္မာနေသည်ဖြစ်၍ကာမနံငါးပြအာယုံကာမဂုဏ်တို့ကိုဝတ္တံအလိုအကြိုက်သောမာအနွားကံမိုက်မိုက်မမမလိုက်စားပဲနေပါတော့မည်တကားသောနကမထေပြည့်စေကဗုဒ္ဓရဲ့တရားတော်ကိုနာကြားရလို့အရိဓမမင်းကြီးသည်လည်းပဲကရာဝါသသမ္မာနနဲ့ကိစ္စများမြောင်လူတို့ပေါင်းကသာသမီတန်ရောစဉ်ရွှေတန်ရောစဉ်မြို့တန်ရောစဉ်တိုင်းပြည်တန်ရောစဉ်ကျိုးတွေကိုဖြတ်တောက်ပြီးတော့နိက္ခမပါရမီဖြည့်ကျင်တော်မူလို့သင်္ကန်းဝက်ကတောထွက်တော်မူသွားတယ်တဲ့ပြန်သာပြန်မှရွှေဟင်းသာဆိုတာအရိဓမမင်းကြီးကိုပြောတာဘယ်သူပြောတာလဲပြန်သွားပြီမို့လားအရိဏမမင်းကြီးကတောထဲကိုပြန်သွားပြီသူတော်ကောင်းဝဲပြီးတော့တို့တရားဓမ္မတွေကဘယ်ကိုပြန်မယ်အဲ့ဒါတော့ကြိုက်တဲ့ရှိပြန်ကြပေါ့ကိုနေရာကိုသိပြီးတာအဲ့ဒါရွှေဟင်းသားတွေကြိုက်တဲ့ရှိတာပြန်ကြပါတော့လို့ဆိုပြီးတော့ဒီနေ့တို့အထွက်တရားမှာပြန်နာပြန်မှာရွှေဟင်းသားလို့ဒီတရားကောင်းတွေလေးကိုနာမည်ပေးပါတယ်ဟင်းသားမင်း၄កောင်နဲ့ဥပမာထားတယ်မို့လားအဲ့ဒီတော့ကိုပဲဟင်းသာမင်းနဲ့မှာပါတယ်ဆိုတာကိုယ့်ဟာကိုယ်အသိဆုံးကိုယ့်ဟာကိုယ်ဆုံးဖြတ်ပြီးတော့အ ਨੇ ဆုံးတစ်နှစ်ကို2ကြိမ်လောက်10ရက်လောက်15ရက်လောက်1လလောက်2လလောက်လေးအဲ့ဒါကရဝါသသမ္မာနနဲ့ကိစ္စများမြောင်နိုင်ဝန်းတွင်းကနေပြီးတော့တတ်နိုင်သမျှသာတန်ရောတင်သမီးတန်ရောတင်ကျိုးလေးတွေခဏလေးဖြုတ်ထားခဲ့မဖြတ်နဲ့ဖြုတ်ခိုင်းတာဟုတ်လားပရိသတ်အခုတို့ပရိသတ်ဖြုတ်ခဲ့တာလားဖြတ်ခဲ့တာလားဖြတ်ရင်အပြီးပြသွားမှာပေါ့ဖြုတ်ခဲ့တော့ဟိုရောက်တော့အသားလေးကြောက်ခွင်းလေးနဲ့ပြန်ပြီးတော့ခြေထောက်လေးပြန်စောလိုက်ပြန်ပြီးသွားပြန်ပြီးတန်ရောစဉ်ကျိုးတန်းလန်းနဲ့ပြန်မဖြစ်ဘူးလားဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များအဲ့ဒါနတ်ပြန်တဲ့ပဲသေးမယ်ဆိုတာဘယ်သူမှမသိတဲ့အတွက်ကြောင့်မို့လို့ကိုဘဝကိုခန္ဓာကိုရုပ်ကိုတည်နိုင်တော့ကိုထမိန်ကိုလုံကြီးကိုဝင့်နိုင်တော့ကိုထမင်းကိုပါဇာထဲကိုခွန့်စားနိုင်တော့အရွယ်မှာကြိုးစားပြီးတော့နိခမဓာတ်တွေရအောင်ယူနိုင်ကြပါစေလို့ဆိုတဲ့ဒီမေတ္တာဒီစေတနာဖြင့်ဟောတော့တရားဒီမှာတင်ပြီးပါပြီလို့ဟောပြီလားဘုရားရဲ့
gain အဲ့ဒီတော့ဘုန်းကြီးတို့ဒီမှာလာပြီးတော့တရားတွေအထုတ်တာဒီနေ့ပြန်ပြီမို့လားပြန်တော့တို့အိမ်ရှင်နဲ့ဧည့်သည်နဲ့ပြန်တဲ့အခါမှာမနှုတ်ဆက်ဘူးလားပိဋကလည်းနှုတ်ဆက်အောင်လေဘုန်းကြီးကိုပြန်တော့မယ်ဘုရားပေါ့ဟုတ်လားကိုင်းနှုတ်ဆက်တဲ့ကြရာလေးဆိုပြီးတော့တရားသိမ့်လိုက်ကြတော့ချမ်းမြေရိမ်မြိုင်9ရက်စခန်းကိုအဋိဋ္ဌံမှန်းလို့ရောက်ခဲ့ပြီရောက်တဲ့အခါမှာရှစ်သီလနဲ့နေ့စဉ်ညီမျှနေရပြီရောက်တဲ့နေ့ကစာပြီးဘယ်နှပါးသီလနဲ့လဲအဲ့ဒါအဓိပ္ပာယ်နဲ့ရေးထားတာရောက်တဲ့အခါမှာရှစ်သီလနဲ့နေ့စဉ်ညီမျှနေရပြီအချိန်တိုင်းမှာအမှတ်တတိနဲ့တရားသိလို့ပြောရပြီအိမ်ပြန်ရောက်လျင်လူတလေးမို့အပူတွေတွေးလို့မေးတော်မူတနေ့တနာကြီးကြာရှည်မခိုင်းဘူးနာကြီးပိုင်းတော့ထိုင်ဖြစ်မည်အဲ့ဒီခါမှချမ်းမြေစခန်းကိုနာကြီးမှန်းလို့လွမ်းမိသည်လွမ်းပြန်တော့လဲမနေနိုင်ပဲပြန်ပဲပြန်ခြင်းမီအဲ့ဒါကြောင့်နှုတ်ဆက်ပါသည်တီးတဲ့မဟာစီအေးရောက်ရင်ဒီနေ့တော့တနာရီတော့ထိုင်ညဟုတ်လားများလားများလည်းနာရီဝက်ပေါ့ဒီဒါတော့ကိုသိတယ်မနေ့နာရီဝက်ညနာရီဝက်တနာရီဒီနေ့ပေါင်းမှတနာရီဟုတ်တယ်မဟုတ်လားအေးဒါကြောင့်မို့လို့အိမ်ပြန်ရောက်လင်းလူတဲ့လေးကိုအပူတွေတွေးလို့မေးတော်မီဒီမှာလို့တော့အချိန်ပြည့်မရတော့ဘူးရသေးလားအေးဒါကြောင့်မို့လို့အိမ်ပြန်ရောက်လင်းလူတဲ့လေးကိုအပူတွေတွေးလို့မေးတော်မီတနေ့တနာရီကြာရှည်မခိုင်းဘူးနာရီပိုင်းတော့ထိုင်ပြင်းမီအဲ့ဒီခါမှချမ်းမြေစခန်းကိုနာရီမှန်းလို့လွန်မိသည်ဒီအချိန်ကနေညတရဆိုတဲ့အချိန်သူကကိုသိတယ်နိုင်လေးကြီးဒီချိန်ဆိုငါတို့ညတရဆိုနေထိုင်နေပြီဒီအချိန်ကလှုပ်ရှားမှုရမဆိုရဘူးလားဒီအချိန်ဆိုလို့ရှိရင်တော့ဖြင့်နတ်လူတတ္တဝါအလုံးဒီကဲမုတ်တွေလည်းပါတယ်ကိတ်မုတ်တွေလည်းပါတယ်ဒါလေးတွေလည်းမြင်မှာပေါ့အရောက်သွားတဲ့ခါကျတော့ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်မို့လို့အဲ့ဒီခါမှချမ်းမြေစခန်းကိုနာယီမှန်းလို့လွမ်းမိသည်လွမ်းပြန်တော်လဲမနေနိုင်ပဲနေနိုင်တဲ့လူရှိရင်လက်ညှိုးထောင်းအမလေးအားရတရားကောင်းလိုက်တာလွမ်းမြန်တော်လဲမနေနိုင်ပဲပြန်မဲပြန်ခြင်းမီအဲ့ဒါကြောင့်နှုတ်ဆက်ပါသည်တီးတဲ့မဟာစီကိုင်းဆိုလိုက်ပါတော့ချမ်းမြေရိမ်မြိုင်9ရက်စခန်းကိုအဋိဋ္ဌံမှန်းလို့ရောက်ခဲ့ပြီရောက်တဲ့အခါမှာရှစ်သီလနဲ့နေ့စဉ်ညီမျှနေရပြီအချိန်တိုင်းမှာအမှတ်တတိနဲ့တရားသိလို့ပြောရပြီအိမ်ပြန်ရောက်လင်းလူတဲ့လေးမို့အပူတွေတွေးလို့မေးတော်မူတနေ့တနာရီကြာရှည်မခိုင်းဘူးနာရီပိုင်းတော့ထိုင်ပြင်းမီအဲ့ဒီခါမှချမ်းမြေစခန်းကိုနာရီမှန်းလို့လွမ်းမိပြီလွမ်းပြန်တော့လဲမနေနိုင်ပဲပြန်မဲပြန်ခြင်းမီအဲ့ဒါကြောင့်နှုတ်ဆက်ပါသည်တီးတဲ့မဟာစီစီတော်သံများကြာရလေပြီ
လူရှင်အများလိုလားကြသည်ဘုံတော်မြူလို့အထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီကဘာပူမိအပြည့်ငိမ့်မီတရားစီကြီးရိုင်တည်နေပြီဘုံတော်မြူလို့အထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီအပေဘေကြီးတာစီဘိုကြီးတရားစီကြီးရိုက်တည်နေပြီဘုံတော်မြူလို့အထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီမထိုက်သူများရှောင်သွားလိမ့်မည်တရားစီကြီးရိုက်တည်နေပြီဘုံတော်မြူလို့အထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီအပေတကပိတ်သွားစေမည်လူနာအများညွတ်တွားယုံကြည်နိဗ္ဗာန်တကားဖွင့်ထားလေသည်ကဘာဟိအေငိမ့်မဟာစီကဘာအလုံးချိန်အောင်ဉာဏ်စီဘေးရန်ခါသိမ့်အေငိမ့်စေသည်မက်ဖို့တုံဟိရိုက်တည်နေပြီကဘာဟိအေငိမ့်မဟာစီဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆာပါတိတောဒေနာသဗ္ဗေဒုက္ခယံတုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟံတသုတယံဘူကိုင်းတုနိုင်မမြင်ဂေါတမဘုရားရှင်သည်အာယတဘာတိတောထံကတိုင်းပယပြပြသာသာတိကရွတ်ဆိုရဟောကြားအပ်သောအယံဓမ္မောသောနကဇတ်တော်လိုခေါ်ဆိုအပ်တဲ့ပြန်သာပြန်မှာရွှေဟင်းသားရဲ့လို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယငါတိတေတိတော့တို့ယောဂီအပေါင်းသူတော်ကောင်းတို့သိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထို့သို့ရှိဘူးဓမ္မဒါနဓမ္မတဝနာဘာဝနာမယပုညကရိယာကုသိုလ်ထူကြောင်းသဗ္ဗေကျွေမဲ့ဥသုံးလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်အိဋ္ဌသမင်္ဂိနောမိမိတို့အတိအလိုရှိအားတောင်းတအပ်သောအိဋ္ဌမင်္ဂလာကျက်တွေဖျားဖျားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြမ်းမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းကိုက်ရတဲ့သွန်ချအမြဝေလိုက်ကြစို့လိုက်ဆိုဣဓမ္မေပုံညာနိဗ္ဗာနတပစ္စယောဟောတုအရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံ3ပါးနှင့်5ပါးသော8ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူစောင့်တည်ပြီလျင်ဤသို့ချမ်းမြေရိပ်များ၏ကြောင်းတိုက်တွင်၌တရားအလုံးအားထုတ်၍နေကြကုန်သောယဟန်သာမဏေယောဂီသူတော်စင်တို့ဤသီလကုံသမာဓိကုံပညာကုံတို့ကိုအာယုံပြု၍အလှရှင်အသီးသီးတို့ကအာယုံစွမ်း
နေသွမ်းအချိုပွဲနဝကမ္မဓမ္မပူဇာ73စီအစရှိသည့်အဖြစ်လူရန်ပွဲရာအဖျားဖျားတို့ကို9ရက်တိုင်တိုင်ပေးလူပါကုန်၏ရှင်ဘုရားဤကောင်းမှုတို့ကြောင့်တပည့်တော်များသည်ဩနာတေယေဒုက္ခဘေးဤကင်းဝေးရာမှန်ဒီနိဗ္ဗာန်ကိုလင်းမြန်စွာရောက်ပါစေသာအရှင်မြတ်ဘုရားယနေ့ယခုပြုသမျှကုသလဤအဘိုးဘာကကိုအနန္တဂိုင်းဝင်ကျေးဇူးတော်ရှင်မိခင်ဖခင်တို့အား၎င်းဆရာသခင်ကျေးဇူးရှင်တို့အား၎င်းရေမြေတနေ့အစိုးရမင်းအား၎င်းနတ်တို့တနေ့တရားမင်းအား၎င်းငရဲတနေ့ယမမင်းအား၎င်းဤကြောင်းတိုင်း၌စောက်ရှောက်၍နေကြကုန်သောကြောင်းဆောင်နာစေတီဆောင်နာအိမ်ဆောင်နာခြံဆောင်နာမြို့ဆောင်နာရွာဆောင်နာတောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတ္တုမဟာရေတာဝရိန္ဒာအစရှိကုန်သောနတ်မြတ်နာကနာပေါင်းတို့အား၎င်းအတိတ်ဘဝကတော်ဆက်ခဲ့ကုန်သောမိဟောင်းဖာဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်ဆက်၍ဘဝတပါပြောင်းရွှေ့သွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဤကြောင်းတိုက်သောတရားအထုတ်ရန်အရေးအားပေးကြွားရောက်ကြကုန်သောယောဂီအပေါင်းသူတော်ကောင်းတို့အား၎င်းရာညာပါစေအမြဝေဤအလုံးစုံကုန်သောဝေနေယဒုက္ခိတာဒုက္ခိတာတတဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များ၏ပေဝေသောအမြကိုရကြကုန်သည်ဖြစ်၍ဝမ်းမြောက်နုမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးသက်ရှိကြမှာစိတ်ချမ်းသာ၍